Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့လေးမှာတော့ကျွန်မရဲ့ video reading တွေကိုအမြဲကြည့်ရှုကြတဲ့သူတွေအတွက်ခေါ်လင်းရတဲ့ video လေးကတော့ The Major Shift Coming into your life right now ဖြစ်ပါတယ်အခုလက်ရှိကိုယ့်ရဲ့ဘဝထဲမှာအဓိကကျတဲ့ပြောင်းလဲမှုတွေနော်ဒီပြောင်းလဲမှုတွေဖြစ်ပေါ်နေတဲ့အရာတွေကိုကျွန်မကကြည့်ပေးသွားမှာဖြစ်ပါတယ်ဒီညလေးမှာကျွန်မအခုဒီပြောလိုက်ရင်းနဲ့မှာအဓိကကျတဲ့အပြောင်းအလဲအခုကိုယ့်ရဲ့ဘဝထဲမှာနော်ဆိုတော့အခုလက်ရှိဖြစ်ပေါ်နေတဲ့ကိုယ့်ရဲ့ဘဝထဲမှာအဓိကကျတဲ့အပြောင်းလဲဆိုတော့တချို့လူတွေကဒါပေမဲ့ကျွန်မခံစားမိတာကတော့80%လောက်ကတော့ဒီအပြောင်းလဲတွေကိုခံစားနေရပါတယ်ကြုံတွေ့နေရပါတယ်အဲ့တော့ကျန်တဲ့20%ကတော့ coming နော်အခုဒီ reading လေးကိုကြည့်ပြီးတော့မကြခင်မှာပဲဒီအပြောင်းလဲတွေကိုကြုံတွေ့ကြရတော့မှာဖြစ်ပါတယ်ဆိုတော့ဒီအရာလေးကတော့အခုrecording လေးလုပ်နေတဲ့အချိန်မှာပဲဒီ video လေးတွေကိုရှုကြည့်ကြတဲ့သူတွေမှာအခန်းကဏ္ဍလေးနှစ်ခု꿰နေတာကိုခန်းစားရရှိမိပါတယ်ရှင့်ပြီးတော့ကျမကိုအမြဲတမ်းပြောကြတယ် introduction လေးတွေကနော်ရှိတဲ့ခါကြတော့ပေါ့နော်သူတို့အနေနဲ့ကဟိုကြည့်ရတာအဆင်မပြေဘူးဆိုတာမျိုးလေးကျမကိုလာပြီးတော့ comment section မှာပြောကြတဲ့အခါကြတော့ကျမရဲ့ reading တွေတိုင်းမှာနော်ကျမရဲ့အောက်က description box မှာနော် introduction အတွက် card choosing အတွက် group selection အတွက်ပြီးတော့ group 1 2 3စသဖြင့်ပေါ့နော်အဲ့ဒီ group တစ်ခုချင်းစီအတွက်လည်း time stamps လေးတွေပေးထားပြီးသားဖြစ်ပါတယ်ရှင်ဒီ introduction ကိုကကြည့်ဖို့အချိန်လေးတွေမပေးနိုင်ဘူးဆိုရင်အဲ့ဒီအောက်မှာပေးထားတဲ့ time stamp လေးတွေတိုင်းကိုချမ်းညစ်တဲ့ group ကိုရေးချပြီးတော့ကြည့်သွားလို့ရပါတယ်ဒါပေမဲ့ဒီ intro တွေကဘာဖြစ်လို့ကျမရဲ့ reading စီထဲမှာပါနေတာလဲဆိုတော့ဒါကလေကိုကြားသိဖို့ရပါရှိနေတဲ့အခုဒီ video title အတိုင်းပေါ့နော်ကိုကြားသိဖို့ရပါရှိနေတဲ့ကျမကိုဒီသူတို့တွေကမှပေးတဲ့တော့ channeling messages ဖြစ်ပါတယ်ဆိုတော့ဒီ reading group ထဲကဒီ cutting နဲ့ပတ်သက်တဲ့ reading as well as အခု introduction မှာပြောနေတဲ့ reading တွေကအမြဲတမ်းချိတ်ဆက်နေတဲ့ energy တွေဖြစ်ပါတယ်ဒါကြောင့်မလို့လဲကျမကအချိန်ရရင်ရတယ်လို့အချိန်လေးပြနိုင်ပေးတယ်လို့ introduction ကိုကြည့်ပါဘာဖြစ်လို့လဲဆိုတော့ it will give you a big better full picture ဖြစ်ပါတယ်နောက်ခုကိုကြုံတွေ့နေရတဲ့အရာတွေအတွက်ကိုခံစားနေရတဲ့အရာတွေအတွက်ပြီးတော့ကျမတို့တွေက live မှာokay ကမရှိတဲ့ live ကိုလိုချင်တာဟုတ်တယ်နော်ဟိုတမလားအဆင်ပြေချို့ဟိုအရန်ကြီးကတမလားဟို million or billion တော့ဖြစ်ဘူးဆောင်မှာတာယာတော့အေးချမ်းတော့ပျော်ရွှင်တော့ပြေဆုံးတော့တော့နေထူတာကိုဟိုတပီဝမ်းချောင်းတဲ့အလုပ်လေးတွေလုပ်မယ်ကိုပျော်ရွှင်တဲ့အလုပ်လေးတွေလုပ်မယ်အဲ့ဒီတော့ကိုလေဒီကျမတို့ရဲ့ financially အားဖြင့်ဒီပြီးတဲ့ခါကျတော့ရှင်ကျမတို့ရဲ့ဒီ connection တွေအားဖြင့် relationship တွေအားဖြင့်လေဟိုတာယာရဲ့အေးချမ်းတဲ့ life လေးကိုလိုချင်ကြတယ်เนาะဘာဖြစ်ဆိုတဲ့အခါကျတော့ကျမအများကြီး reading လေးတွေလုပ်ပြီးတဲ့အခါမှာเนาะလူတိုင်းကိုစီရဲ့အဓိကလိုအပ်ချက်က peace ငြိမ်းချမ်းမှုပဲဖြစ်ပါတယ်။ကျမနဲ့ထိတွေ့နေတဲ့သူတွေတိုင်းကလိုချင်တာကအေးချမ်းတဲ့ပြီးတော့ကိုယ့်ရဲ့ life လေးကိုကိုယ်တိုင်ကိုယ့်သဘောကျချေလေပြီးတော့လှုပ်ဆောင်ချင်တာဆိုတဲ့အခါကျတော့ဒီအရာလေးတွေကိုရရှိဖို့အတွက်ကလည်းကျမရဲ့ reading တွေထဲမှာတစိတ်တဒေသပါဝင်လို့နေပါတယ်။နောက်ကျမအကြောင်းကိုမသိသေးဘူးဆိုရင်ကျမက energy worker ဆရာဖြစ်ပါတယ်။ tarot reader တယောက်မဟုတ်ပါဘူးเนาะ။ဘာလို့ဆိုတဲ့အခါကျတော့ tarot reader တယောက်လို့ tarot card တွေကိုရဲ့ definition တွေကိုအတိအကျဘာသာပြန်တော့သူတယောက်မဟုတ်ပါဘူးရှင်။မကကိုယ့်ရဲ့ true authentic self နဲ့ချိတ်ဆက်ပေးမယ်။ကျမတို့ connection တွေပျောက်ဆုံးနေတဲ့ကိုယ့်ရဲ့ intuition နဲ့ပြန်လဲချိတ်ဆက်ပေးတဲ့သူတယောက်ဖြစ်ပါတယ်။အဲ့ဒီဘာဖြစ်လို့ဒီ true authentic self နဲ့ကိုယ့်ရဲ့ intuition တွေနဲ့တော့ချိတ်ဆက်ပေးဖို့ရဖြစ်ပေါ်လာတာလဲဆိုတော့ကျမတို့တွေကဒီဘဝထဲမှာရှင်းတန်လာတဲ့အခါမှာဒီ lifetime မှာကျမတို့ရဲ့ birth right ဆိုတော့ကျမတို့ဒီမွေးဖွားလာခြင်းအတွက်ရရှိမဲ့အကျိုးကျေးဇူးအားလုံးကိုလက်ခံရရှိစေဖို့
အတွက်ဖြစ်ပါတယ်ဥပမာလေးနဲ့ပြောရမယ်ဆိုရင်ဒီ lifetime မှာတကယ်ကိုတန်ဖိုးရှိတဲ့ enlightenment စီကိုရှာဖွေခြင်းတဲ့သူတစ်ယောက်ဖြစ်တယ်but ကျမတို့တွေကထုံးစံတိုင်းကျမတို့မွေးဖွားရာကျမတို့ကျင်လဲရာကျမတို့ဖြတ်တန်းကြော်ဖြတ်ခဲ့ရအရာလေးတွေပေါ်မှာဒီ enlightenment ကိုသွားဖို့အတွက်လမ်းကြောင်းလေးတွေနဲ့ disconnect ဖြစ်သွားခဲ့ရပါတယ်အဲ့လိုမျိုး disconnect ဖြစ်သွားတဲ့အခါကျတော့ဒီ enlightenment ရှာဖွေဖို့ရာအတွက်ကောဒီ enlightenment ကိုလက်ခံရရှိဖို့အတွက်ကောဒီ enlightenment ကိုရှာဖွေနေချိန်ကာလအတွင်းမှာကိုရရှိဖို့ရရှိနေတဲ့ abundance energy တွေကိုလည်းကျမတို့တွေကပျောက်ဆုံးသွားရစေပါတယ်ဒါကြောင့်မလို့ကျမကအခုလိုမျိုးtimeless reading နေနောက်ပြီးတော့အလွန်တရာမှရှည်လျားသော reading စီကိုပြုလုပ်ပေးနေရခြင်းကြောင့်ရင်ကကိုယ့်ရဲ့ true authentic self ကိုကိုယ်တိုင်သိမြင်နားလည်လာစေဖို့ကိုယ့်ရဲ့ highest potential ကိုကိုယ်တိုင်ချိတ်ဆက်မိနိုင်စေဖို့ပြီးတော့ခုနက birthright abundance energy တွေနဲ့ပြန်လည်ပြီးတော့ alignment ဖြစ်ဖို့အတွက်ဖြစ်ပါတယ်ဆိုတော့ဒီအရာကြောင့်မလို့ကျမကဒီ energy ဟာဘယ်လောက်ထိအရေးကြီးတယ်ဆိုတာကိုကျမအခုဒီ channel လေးစတင်လှုပ်ဆောင်တဲ့3နှစ်တာကာလအတွင်းမှာမယမနာကျမတို့ပြောပြနေခြင်းဖြစ်ပါတယ်ဒါပေမဲ့ပြီးတော့ကျမမှာmembership program လေးလည်းရှိတော့ဒီ membership program မှာကျတော့ကျမကလိုအပ်ရင်လိုအပ်တယ်လို့သူတို့တွေရဲ့ weekly သူတို့တွေရဲ့ monthly ဒီ guidance တွေကိုကျမကအတိအကျယူပေးနေခြင်းဖြစ်ပါတယ်အဲ့ဒီအခါကျတော့သူတို့တွေကအခုဆိုရင်သူတို့ reading လေးတွေကိုသူတို့ကြည့်ပြီးသူတို့ကဘာကိုပြောလဲဆိုသူတို့သိနေတယ်သူတို့ခံစားရနေတယ်ဒါလေးကတကယ်ကိုအရေးကြီးတဲ့ message လေးဖြစ်ပါတယ်သိရှိလာပြီကိုနားလည်လာပြီကိုသိတွေ့လာပြီကိုရဲ့ true authentic self နဲ့ဒါတွေကကိုမွေးဖွားကလေးကပါလာတဲ့အရာတွေဖြစ်ပါတယ်ဒါလေးကိုချိတ်ဆက်နိုင်စေဖို့ကျမကဒီအရာတွေနဲ့ပေါင်းကူးပေးတဲ့ဂျာက messenger တယောက်ဖြစ်ပါတယ် that's why introduction ကလည်းကိုအချိန်ပေးနိုင်နေဆိုရင်နောက်ထောင်ရမယ်အရာလေးဖြစ်ပါတယ်နော်နောက်ထောင်ခြင်းဘူးဆိုလို့ရှင်လဲ it doesn't matter ကိုပါကိုဒီ group selection လေးတွေ group choosing လေးတွေကိုတွားပြီးတော့ကြည့်လို့ရွေးချယ်ပြီးတော့ကြည့်လို့ရပါတယ်နော်ဆိုတော့အခုဒီ title လေးအတွက်ကိုကျမအခုရရှိတဲ့ channel message တွေကဘာလဲဆိုတဲ့အခါကျတော့အခု major shift တွေကိုယ့်ရဲ့ life မှာဖြစ်ပေါ်နေပြီဆိုတော့ကိုသိရှိလာပြီဘာလဲ overthinking right ကျမတို့တွေက life မှာကိုမဖြစ်ပြက်ခင်မှာတည်းကဒီအဖြစ်ပြက်အတွက်ကိုကျမတို့ကအမြဲတမ်းအတွေးလွန်လိုက်တာအမြဲတမ်းအတွေးတွေများပလိုက်တာဟဲဆောင်းမွေးရတော့ဖြေထားပြီးပြီအောင်မမလားမသိဘူးနော်စာဖြေအကောင်းဆုံးတော့စူးစမ်းပြီးဖြေလိုက်တာပဲဒါမဲ့လေကောင်းမှမလားအိုးဒါလေးတော့ငါ apply လုပ်ထားတယ်ရပါမလားမသိဘူးအခြေအနေတွေကလည်းမကောင်းဘူးဟိုသတင်းတွေကလည်းကြားတယ်ဒီသတင်းတွေကကြားတယ်ကဘာကြီးကလည်းစစ်ဖြစ်တော့မှလားမသိဘူးအရာအလုံးကလည်းပုံပုံချက်တဲပြီးတော့ခက်ခဲလာသလိုပဲစသဖြင့်ကျမတို့တွေကအမြဲတမ်းဒီ problem တွေကိုပြဿနာတွေကိုအခက်အခဲတွေကိုတခါကျရင်ကိုလက်ရှိကြုံတွေ့နေတဲ့အခက်အခဲအပြင်မှာတောင်းမှာပဲဟိုအရင်တော့ပြဿနာတွေပါဆွဲတွေ့လိုက်တာဟဲ့ရင်တော့ဆိုလို့ရှင်ငါလေဒီလိုဖြစ်သွားတာတော့ဒီဟာကိုလုပ်နေတော့မှဒီလိုဖြစ်သွားတာဟိုဟာကိုလုပ်နေတော့မှဟိုလိုဖြစ်သွားတာဆိုအရင်တော့ပြဿနာတွေကိုပါအခုလက်ရှိပြဿနာတွေကိုဆွဲထည့်လိုက်တယ်ပြီးတော့ future မှာရှိနေတဲ့ပြဿနာတွေကိုစိုးရိမ်ပူပန်မှုဆိုလည်းဒါစိုးရိမ်ပူပန်မှုကြောင့်ဖြစ်ပေါ်လာတဲ့ပြဿနာတွေကိုလည်းအခုလက်ရှိအခြေအနေတွေကိုဆွဲထည့်လိုက်တော့ခုနကကျမတို့ပြောရမယ်ဆိုရင်သဲမုံလေးလောက်ဖြစ်နေတဲ့ဥစ္စာကကျမတို့တဲ့ AG လောက်ဖြစ်သွားရောအဲ့ဒီသဘောတရားလေးပေါ့ဒီ overthinking ရဲ့အဓိက main ကျမတို့တွေကိုဒီ negative energy တွေများပြားစေတဲ့အရာလေးဖြစ်ပါတယ်အဲ့တော့ overthinking ဖြစ်နေတဲ့အခါကျတော့ဘာကိုတွေးမှကျမတို့အဆင်မပြေနိုင်တော့ဘူးကျမတို့လွတ်မြောက်ရာလမ်းမမြင်တော့ဘူးအရာအလုံးကကျမတို့သွားမယ်အရာအလုံးကခက်ခဲနေတယ်ကြက်တဲနေတယ်စသဖြင့်ပေါ့နော်အခုအခြေလေးမှာကျမ
တွေ့လိုက်ရတာက number 10ကိုတွေ့ရတော့ this is a very important message. Not overthinking must end your overthinking. So ခုနတွေကလည်းကျွန်မက energy နှစ်မျိုးကိုခံစားရတယ်တချို့က they already ended their overthinking. တချို့ကတော့ they notice သူတို့သတိထားမိလာပြီဒီ overthinking ကိုဒါကြောင့်မလို့အမြဲတမ်းပြဿနာတွေကိုတွေးတောပူပန်တယ်ဒါပေမဲ့တကယ်ဖြစ်လာတော့အဲ့လိုမဖြစ်လာဘူးကိုထင်ထားတာ ਨੇ တခြားစီဖြစ်လာတယ်ဆိုတော့ကိုအဲ့ဒီအချိန်တွင်းမှာကိုရဲ့လွတ်လပ်မှုတွေဆုံးရှုံးတယ်ကိုရဲ့ငြိမ်းချမ်းမှုတွေဆုံးရှုံးတယ်ကိုရဲ့ပျော်ရွှင်မှုတွေဆုံးရှုံးတယ်ဆိုအများကြီးပြဆက်လိုက်ရတာเนาะဒီ overthinking အတွက်ကြောင့်မလို့ really kill the overthinking ကတကယ်ကိုရဲ့ပျော်ရွှင်မှုတွေကိုပြောရမယ်ဆိုရင်ပျောက်ဆုံးသွားစေတယ်တည်ဆုံးသွားစေတယ်ဆိုတော့ life ကအသက်ရှင်ရတာပြောစရာကောင်းအောင်မလားနော် no ဘာလို့အရာအလုံးကကိုယ့်အတွက်ကခက်ခဲနေတာအဲ့ဒီပြင်မှာထပ်ပြီးတော့အတွေးလွန်အတွေးများပြီးတော့စိုးရင်ပူပန်လိုက်တော့ပိုးခက်ခဲသွားတာနောက်ပြီးဒီပြဿနာတွေကလည်းအခုကိုယ့်ရှိကိုရောက်ရှိနေတဲ့ပြဿနာတွေလည်းမဟုတ်သေးဘူးနော်ကျမတို့ပြန်တွေးကြည့်လို့ရှိရင် 80% လောက်က no အဲ့ပြဿနာတွေကျမတို့ရှိကိုမရောက်သေးဘူးကျမတို့ကြိုတွေးထားတာအဲ့ဒီ overthinking လေးကိုကျမတို့တွေကသတိထားကြရမှာဖြစ်ပါတယ်เนาะဒီပြဿနာတွေကိုအမြဲတမ်း replay လုပ်နေတာပြီးရခါကျတော့နောက်တစ်ဆင့်ကျမတို့သွားရမယ်ဟာကတိလာပြီเนาะတိလာပြီဒီထဲမှာလည်းတကယ်ကိုကျမရဲ့ reading တွေကိုအမြဲကြည့်ရတဲ့သူတွေကသူတို့ပြောင်းလဲလာပြီသူတို့နားလဲလာပြီသူတို့လက်ခံနိုင်လာပြီ why ဘာဖြစ်လို့လက်ခံနိုင်တာလဲ awareness ဒီ awareness က very important in every part of your life ကျမတို့ငယ်စဉ်တည်းကဒီ awareness လေးတွေကျမတို့ပျောက်ဆုံးခဲ့တဲ့အတွက်ကြောင့်မလို့ကျမတို့ဒီ teenager မှာလည်းပျောက်ဆုံးတယ် adult ဖြစ်လာတဲ့အခါမှာလည်းပျောက်ဆုံးတယ်ဒီ working adult ဖြစ်လာတဲ့အခါမှာလည်းပျောက်ဆုံးတယ်ဒီ aging ဖြစ်လာတဲ့အခါမှာလည်းပျောက်ဆုံးသွားတယ်ဘာလို့ဆို awareness ကကျမတို့ကိုသိနေမှရတာကျမတို့ကိုလက်ခံနိုင်မှရတာကျမတို့ကိုနားလည်နိုင်မှရတာဆိုကိုမသိဘဲနဲ့ကိုနားမလည်နိုင်ဘူးကိုနားမလည်ဘဲနဲ့ကိုမသိနိုင်ဘူးเนาะ This is a infinity this is the art of life the flow of the energy of the universe ဆိုတော့ကျမကဘာလေးကိုမြင်တွေ့ရလဲဆိုတဲ့အခါကျတော့ဒီ awareness လေးပြန်လည်ရရှိလာအောင်ကျမကဒီ reading လေးတွေနဲ့ကျမ reading တွေအမြဲရှုကြတဲ့သူလေးတွေကိုเนาะဒီ message လေးတွေပြန်လည်ပြီးတော့မျှဝေရခြင်းဖြစ်တယ်လို့လည်းခံစားရရှိမိတယ်ဒါကြောင့်မလို့ဒီ comment section မှာကျမကိုလာပြီးတော့ကျမနားလည်သွားပါပြီပို့ပြီးတော့သဘောပေါက်လာပြီးကိုယ့်ရဲ့ life pattern တွေကိုခုနကကျမပြောတဲ့ overthinking စီကိုပြီးတော့ကိုယ့်ရဲ့ဒီဘဝကိုဘယ်လိုဆက်ပြီးတော့အကောင်းဆုံးဖြစ်အောင်လုပ်ရမလဲဆိုတာ ਨੇ ကိုယ့်ရဲ့အရေးချင်းတွေကိုသိလာတဲ့ဆိုတာတွေကိုဟောဒါလေးတွေကတကယ်ကိုကျမတို့ကမေတ္တာခွန်အားရရှိစေပါတယ်ဘာလို့ဆိုကျမကိုယ်၌ကလည်းဒီ reading တွေလုပ်တဲ့အခါမှာတကယ်ကိုစိတ်ရောကိုယ်ရော then ကျမရဲ့နော် spiritual energy အပြည့်အဝကျမကပြုတ်နှံပြီးတော့ဒီ reading တစ်ခုချင်းစီတိုင်းကိုလှုပ်ဆောင်ပေးနေခြင်းဖြစ်ပါတယ်တခါလေကြတော့သူတို့ပြောချင်တဲ့ message လေးကိုဒီ reading တွေကိုရှုကြတဲ့ဥတောက်ချင်းစီတိုင်းကသူတို့ဂျုံတွေ့နေရတဲ့ဖြစ်ပျက်တွေတစ်ခုမှမတူဘူးเนาะကြောင်ကြောင်မတူနိုင်ပါဘူးတို့တော်လေဒီအဖြစ်အပျက်တော့ကိုတကယ်အထီးကကြတဲ့သူတို့ရင်ဆိုင်ဖြည့်ရှင်းရမယ်နားလေသဘောပေါက်ရမယ်အချက်ကိုရရှိသွားစီအောင်ပြန်ပြီးတော့ကျွန်မက message တွေကိုပေးရတဲ့အခါမှာကျွန်မတို့ကတကယ်ကိုတတိထားရတဲ့အချိန်ကာလတွေဖြစ်တဲ့အတွက်ကြောင့်နော်ကျွန်မရဲ့ energy က 110% လောက်ဒီ reading တစ်ခုစီတိုင်းတစ်ခုတိုင်းမှာသုံးရပါတယ်နော်ဥမာကဲစာဒါလေးဖြစ်မယ်နော်ဒါလေးလုပ်လိုက်နော်ဆိုရင်ပြီးဆုံးသွားတယ်နော်ဒီ reading လေးတစ်ခုက
သို့တော့ကျမရဲ့ reading တွေကကြတော့ဒါလေးတွေဖြစ်လာမယ်ဒါလေးတွေကိုပိုင်ဆိုင်လာမယ်အဲ့ဒီအပြင်မှာဒါလေးတွေပိုင်ဆိုင်မှုအတွက်ကိုဒါတွေလုပ်ဖို့ရှိနေတယ်ပြီးတော့ကိုရဲ့ true authentic self ကို fully embody ဖြစ်ဖို့အတွက်ဒါလေးတွေပြင်ဆင်ရဖို့ရှိနေတယ်ဒီ guidance တွေကိုလည်းအတိအကျကျမကရယူပေးရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ဒီမေတ္တာခွန်အားတွေကအလွန်တရာမှကိုလိုအပ်တဲ့မေတ္တာခွန်အားတွေဖြစ်ပါတယ်ဒါကြောင့်အမြဲတမ်းကျမကကျေးဇူးတင်နေပါတယ်ဆုတောင်းမေတ္တာပို့တာပေးတဲ့သူ thank you give လေးတွေပို့ပေးတဲ့သူတွေပြီးတော့ကျမခုနကပြောသလို reading တွေကြောင့်သူတို့ဘလို့လေးတွေပြုပြင်ပြောင်းလဲတိုးတက်လာနိုင်တဲ့အကျိုးရှိစေရဆိုတာတွေကကျမအဲ့ပြောပြပေးတဲ့သူတွေဦးကြောက်ချင်းစီတိုင်းအမြဲတမ်းတတိတရကျေးဇူးတင်နေတာပါဒါကြောင့်မလို့ကျမတို့ရဲ့ cause and effect တော့ကျမထုတ်လွှတ်လိုက်တဲ့မေတ္တာခွန်အားတွေကကျမကိုမေတ္တာခွန်အားတွေပြန်လဲရရှိစေခြင်းဖြစ်တဲ့အတွက်ကြောင့်မလို့အမြဲတမ်းတတိတရကျေးဇူးတင်နေတယ်ဆိုတာနဲ့အဲ့ဒီအတွက်ကိုလည်းကျမအကောင်းဆုံးစူးစမ်းနေတယ်ဆိုတာလေးကိုလည်းသိစေချင်ပါတယ်เนาะကျမကဒီကျမရဲ့ reading တွေရှုကြတဲ့သူတွေအကုန်လုံးကကိုယ့်ရဲ့ life မှာတကယ်ကိုယ့်ရဲ့ birth right ကိုရရှိဖို့ရှိနေတဲ့အခွင့်အရေးအခွင့်အလမ်း opportunities တွေအကုန်လုံး abundance energy တွေအကုန်လုံးကိုလက်ခံရရှိစေဖို့မှအကောင်းဆုံးစူးစမ်းပေးသွားမှာဖြစ်ပါတယ်เนาะဒါကပါလေဆိုတော့ကျမရဲ့ awareness တစ်ခုလည်းဖြစ်တယ်။အော်ဒီလိုလေးတွေအချိန်လေးတွေအများကြီးပေးပြီးတော့ဒီ message လေးတွေယူနေရခြင်းကလူတွေအများကြီးအကျိုးရှိစေဖို့အတွက်ပါလားဆိုတော့ awareness ကိုလည်းကျမကရရှိခဲ့ရပါတယ်။ပြီးရခါကျတော့ကျမတို့ဒီ awareness ကနေမှကျမတို့ရဲ့တိုးတက်မှုကြီးပွားမှုအောင်မြင်မှုခြေလှမ်းတွေကစတင်လာပါတယ်။ဒီလိုသိရှိခြင်းကနေမှတဆင့်ကျမတို့တွေကသင်ယူပြီးတော့ကောင်းတာတွေကိုကျမတို့ပိုကောင်းအောင်လုပ်နိုင်တာ။ဆိုးတာလေးတွေကိုကျမတို့အတတ်နိုင်ဆုံးဖယ်ရှားနိုင်တာ။ကျမတို့ရဲ့ life ကို negative impact တွေမရရှိလာအောင်ကျမတို့တွေရဲ့တကယ် high vibrational energy တွေနဲ့ဘာပါလေးတစ်ခုလို့နေထိုင်နိုင်လာပါတယ်။အခုဆိုကျမရဲ့ region ကိုကြည့်ကြတဲ့အတွက်ကျမကိုလာပြောတယ်ပြဿနာတက်တက်သူတို့ကတက်တက်ဖြစ်သွားပြီ။ပြဿနာရဲ့အပြင်ဘက်ကနေမှဒီပြဿနာခြုံငုံစဉ်းစားသွားနိုင်ပြီတဲ့ဆိုတော့ wow it's really gave me chills ဘာဖြစ်လဲဆိုတော့ဒီ awareness က very important in our life ဒါကြောင့်မလို့တတိရှိနေပါကျမတို့အမြဲတမ်းကြားနေတယ်နော် why တတိရှိကျမတို့ချော်မလဲတော့တတိရှိနေကျမတို့ရေအိုင်လေးတွေကိုကျမတို့မြင်သွားတယ်ဒါလေးတွေကတော့ just a minor accident ကျမတို့ရေအိုင်ထဲကိုခြေထောက်လေးကျမတို့နင်းလိုက်မိတယ်ဆိုရင် at least ကိုယ့်ရဲ့ခြေထောက်လေးပြေသွားတာလောက်လို့ဒါမဲ့အရင်ကိုတော့ကိုယ့်ရဲ့ life ကိုတော့ impact မဖြစ်ပါဘူး but ကျန်တဲ့ major event တွေမှာတော့ဒီကိုသတိရှိနေခြင်းကအများကြီးအကျိုးရှိပါတယ်ကိုမချမ်းသာစေမယ့်အရာတွေကိုရှောင်ရှားနိုင်တာတယ်ကိုဒုက္ခပေးမယ့်အရာတွေကိုရှောင်ရှားနိုင်တာတယ်အခုနပြောတဲ့ကိုရဲ့ overthinking စိတ်ကိုတွေးမြင်လာတီးတွေးလာတဲ့ဖယ်ရှားနိုင်တာတယ် this is very important awareness is နော် awareness ဆိုကျမတို့တွေကအိုးဒါကလေ enlightenment ကိုသွားတဲ့သူတွေ awareness ကိုတမအမြဲတမ်းတတိရှိဖို့တတိဖို့ဆိုတာကနော်ဒီလွတ်မြောက်ရာလမ်းကြောင်းကိုရှာဖွေနေတဲ့သူတွေတရားဓမ္မကိုရှာဖွေနေတဲ့သူတွေအဲ့အတွက်ကိုပဲအရေးကြီးတာလို့တခါလေ separately ကျမတို့ residual mindset ပေးထားတာတွေများတယ်နော် but actually ကကျမတို့ရဲ့တကယ် actual life ဒီ enlightenment ကိုသွားစရာမလိုသေးဘူးအခုလက်ရှိဘဝမိုးလေးနဲ့အချိန်ကနေစပြီးတော့ကျမတို့မိုးချုပ်ပြီးတော့အိတ်ခံနေအချိန်ထိ awareness ရှိနေသူတွေကကျမတို့မှာဖြစ်နေတဲ့ positive pattern ကျမတို့မှာဖြစ်နေတဲ့ negative pattern တွေကျမတို့ခံစားနေရတယ်ကျမတို့တုံ့ပြန်နေတာတွေအကုန်လုံးကိုကျမတို့တွေကဒီ awareness ကြောင့်မလို့သိမြင်သွားစေရတယ်နားလည်သွားစေရတာဒါကြောင့်မလို့အမြဲတမ်းတတိရှိနေပါလို့ခဲကို enlightenment ဘက်ကိုသွားတဲ့သူတွေကကောဒီ awareness ရှိတဲ့အတွက်ကြောင့်မလို့သူတို့ဘဝတွေပြောင်းလဲသွားတဲ့သူတွေကကောပြန်လဲပြီးတော့မျှဝေနေကြခြင်းဖြစ်ပါတယ်ဆိုတော့ကျမတို့ကဒီဟာကို we need to take it very very seriously အရေးတကြီးကိုယ့်ဘဝအတွက်အရေးကြီးနေပြီလို့ယူဆရတော့မှာဖြစ်ပါတယ်
အခုဒီ new age က Uranus and Pluto တို့က govern လုပ်တော့ new age ဖြစ်ပါတယ်ဆိုတော့ Pluto ကြောင့်တည်ရနော် it would deep deeper as it can ကျမတို့ဘလောက်ထိဒီအနက်ဆိုင်ဆုံးမှာမျက်ွယ်ပြုတ်ထားအောင်ဒီအနက်ဆိုင်ဆုံးမှာသိထားမလဲဘယ်သူမှမသိဘူး nobody know even me ငါကိုယ်တိုင်တော့မသိနိုင်ဘူးအဲ့ဒီမှာသိထားတာအနက်ဆိုင်ဆုံးမှာသိထားတာ I never think about it I will never know about it no it was come up because of Pluto သူကကျမတို့ရဲ့အနက်ဆိုင်ဆုံးမှာသိဆဲထားတာတွေကိုတူးဆွရတာကြိုက်တော့ချိုးတစ်ခုဖြစ်တဲ့အခါကြတော့ကျမတို့တွေကနော်ခံစားရတာတွေများလွန်းလို့သိမ်းထားတယ်။ကျမတို့တွေကပင်ပန်းတာတွေများလွန်းလို့ကျမတို့တွေကသိမ်းထားတယ်။ကျမတို့တွေမချချင်တော့ဘူးဖြစ်နေလို့ကျမတို့တွေကသိမ်းထားတယ်။လူတို့ကအဲ့ဓာတွေကိုပဲကိုယ့်စီကိုပြန်ခေါ်လာမှဖြစ်ပါတယ်။ထပ်ပြန်တလဲလဲချရမယ်။ထပ်ပြန်တလဲလဲခံစားရမယ်။ထပ်ပြန်တလဲလဲမြင်တွေ့နေရမယ်။ဆိုတော့ကျမတို့တွေကရှောင်ပြေးနေတဲ့၍ပလူတိုကနောက်ကလိုက်နေမှာဖြစ်တယ်။ဆိုတော့ awareness ကိုကျမတို့တွေကစုပ်ကင်ထားမယ်ဆိုရင်ဟုတ်တယ် Pluto yeah this is my feeling နော်ဒါငါတကယ်ခံစားနေရတယ်ငါရဲ့ emotion okay ငါဒါကိုအခုတကယ်ကိုပဲငါရင်ဆိုင်လိုက်တော့မယ်ငါကိုဒီလူကဒီပုံစံနဲ့မကြခဏဒီခံစားချက်ကိုငါ့ကိုလာပေးနေတဲ့အတွက်ကြောင့်မလို့ငါဒီခံစားချက်ကိုငါတတိရှိရှိရင်ဆိုင်တော့မယ် this is growth ကိုတိလာပြီလေနော်ကိုမအတိလေးရှိလာပြီဆိုတော့ရင်ဆိုင်ရမယ်ဆိုတဲ့အတိအဲ့အတိနောက်ကပါလိုက်လာတယ်ခွန်အားကိုရဲ့မူပိုင်ခွန်အားမူပိုင်အရေးချင်းအဲ့မှာထွက်ပေါ်လာတယ်ကိုရင်ဆိုင်နိုင်လာတယ် let's do this let's face this emotion whatever it takes ဘာဘလို့ကြောင်းရမျိုးပဲကိုခံစားရပါစေပြန်လေခံစားရပါစေငါရင်ဆိုင်လိုက်တော့မယ်ဒီလိုပုံစံနဲ့ Pluto ကကိုယ့်ရဲ့ emotional level ကိုမြင့်တင်ပေးသွားခြင်းဖြစ်ပါတယ်တကယ်တော့ဂျိုတွေအကုန်လုံးကကိုယ့်အတွက်ကိုယ့်ဘဝအတွက်ကောင်းမွန်တဲ့အရာတွေဖြစ်ပေါ်စေဖို့အတွက်သူ့အချိန်လေးနဲ့သူကိုအတိလေးတွေပေးနေတဲ့အရာလေးတွေဖြစ်ပါတယ်ဒါလေးကိုကိုကမြင်အောင်ကြည်လာနိုင်တော့ကိုရင်ဆိုင်သွားနိုင်တာပေါ့နော် this is the awareness ဖြစ်ပါတယ် Uranus ကလည်း really unexpected experience ကိုကျမတို့ရဲ့ life ကိုပေးတယ်ဆိုတော့ you cannot predict your future then how အခုဆိုရင် really unseen future ကဘာကြီးမှာဖြစ်ပေါ်နေတာ don't know what will happen tomorrow မနေ့ပြန်ဘာဖြစ်မယ်မှန်းတော့ကျမတို့ခံမှန်းလို့မရတော့ဘူးဆိုရင်ကျမတို့ဘယ်လိုလုပ်မှာလဲနော် live in the moment ခုဆိုရင်ကျမရဲ့ members ကိုကျမဘာပြောနေလဲ in tune with your present moment အခုလက်ရှိဖြစ်နေတဲ့အတိုင်းမှာပဲအတိလေးရှိနေလိုက်ပါဖြစ်နေတာလေးတွေကိုသိနေလိုက်ပါ then it will craft your future သူကကိုယ့်ရဲ့အနာဂတ်ကိုကိုအခုလက်ရှိလေးသိနေတဲ့ awareness လေးကိုစုပ်ကင်ပြီးလောက်ကင်လိုက်တာလှုပ်ဆောင်လိုက်တာ ਨੇ ကိုယ့်ရဲ့အနာဂတ်ကိုသူကပုံဖော်သွားမှာဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့ဘာဖြစ်လာလဲဒီ present moment မှာနေရင်လည်းအကောင်းဆုံးလှုပ်ဆောင်နေရင်လည်းကိုပိုသိလာရင်လည်းကိုစီမှာဖြစ်နေတဲ့ pattern တွေကိုနားလည်လာရင်လည်းကိုဘဝရဲ့ကြီးမားတဲ့ကိုဘဝကိုကြီးမား impact ဖြစ်စေတဲ့ life pattern တွေကိုပါသိမြင်လာရစေပါတယ်ဆိုတော့အမြဲတမ်းကျမတို့တွေကဒီ wheel of fortune အနေအမြင်အတက်အကျဒီကံကြမ္မာစုပ်ဝင်းကြီးထဲမှာတွားနေတာเนาะ live ကအခုချိန်မှာအခြေအနေလေးတွေဆိုလိုက်ပေါ်ပြန်တက်ပြီးတော့ live ကပုံမကောင်းမလာလိုက် yeah အဲ့တော့ကိုကျမတို့သတိမရှိဘူးဆိုရင်ဟိုအောက်ဆုံးကိုရောက်တဲ့အချိန်မှာဝမ်းနေမယ်ပူဆွဲမယ်ကြေကွဲမယ် hopeless เนาะmeaningless အဲ့ဒါတွေကိုခံစားရတယ်
နော်ကကြမ္မာဒီစက်ဝင်းကြီးရဲ့အောက်ခြေကိုရောက်နေတဲ့အခါမှာဘာလို့ဆိုတော့အောက်ခြေကိုရောက်နေပြီဆိုတဲ့အခါသူအဲ့စက်ဝင်းကြီးရဲ့ဖိချိတ်မှုကိုကိုကခံစားရတော့ဆိုဘယ်ရာမှအဆင်ပြေမနေဘူးဒါပေမဲ့ပြန်တွေးကြည့်လိုက်ပါကိုတယောက်တည်းအဆင်မပြေနေရနော်ကိုဘေးပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့ကိုယ့်ပေါ်မှာဖြစ်ပျက်နေတဲ့ဘေးပတ်ဝန်းကျင်တချို့သောအကြောင်းအရာတွေကအဆင်ပြေနေပါတယ်ဒါပေမဲ့ကိုကအဆင်မပြေနေတဲ့အခါကျတော့ဒါတွေလည်းအဆင်မပြေဘူးပဲမဟုတ်ကိုဘေးမှာတာတာရာလေးဖြစ်နေလေမတာရဘူးပဲဒါဆိုရင်အခုကျမပြောနေတာလေးကိုနားထောင်နေလူတွေကတကယ်ကိုထင်ထင်ရှားရှားသိမြင်သွားမယ်ထင်ပါတယ်နော်ကိုယ့်ရဲ့ true self ကဘယ်လောက်ရည်ကြီးလဲဆိုတာကိုကဲအဲ့တော့ပြီးဆုံးသွားပြီကဲကံကြမ္မာစဝင်းကြီးရဲ့အပေါ်ကိုရောက်လာတဲ့အခါ everything's fine ဖြစ်ဖြစ်နေတာတွေကလည်း fine I feel happy I enjoy every moment I can have everything I want ဖြစ်သွားတယ်ကံကြမ္မာပြန်တက်သွားတာလေဆိုတော့ okay let's enjoy life တမနာကိုအကောင်းဆုံးဟာတွေရလာပြီဆိုအကောင်းဆုံးဟာတွေကိုကျမတို့ဝယ်ယူမဲ့သုံးဆွဲငွေကြေးတွေကလည်းအဆင်ပြေလာပြီနော်နေထိုင်သက်ရအဆင်ပြေလာပြီဒါတွေကိုကျမတို့က enjoy လုပ်မယ်ဒါပေမဲ့ if you don't live in the present moment of this abundant life also meaningless it's nothing at all ဒါတွေကအလကားပဲဘာဖြစ်လို့ you will go down again right ဒီကံကြမ္မာစက်ဝင်းရဲ့အောက်ကိုပြန်ရောက်သွားအောင်မှာဆိုတော့အဲ့ဒီအချိန်မှာကိုက just live in the present moment ဖြစ်နေတယ်ဆိုရင် oh ဒီ abundance energy တွေကနော်ငါရဲ့အကောင်းမှုဆုံးလုပ်ခဲ့တဲ့အရာတွေကြောင့်မလို့ငါပြန်လေရရှိခဲ့တာပဲ I have to share this blessing this abundance energy this awareness ကိုကပြန်ပြီးတော့ sharing လုပ်ရမယ်အဲ့တော့ဘာဖြစ်လာလဲအဲ့ energy လေးတွေကအကောင်းဆုံးကိုယ့်ရဲ့ဒီ abundance energy flow လေးတွေကိုပို့ပြီးတော့နော်အခုကိုကဒီ abundant life ကိုကံကြမ္မာစက်ဝင်းရဲ့အပေါ်ကိုရောက်တာကျမတို့ maybe like 3 years 6 years ကျမတို့ခံစားရမယ် for example ကျမပြောတာတချို့ abundant life လေးတွေက6 month လောက်ပဲရှိတာဒါကအတူဆုံးပေါ့နော်အဲ့ဒီကနေမှကျမတို့က3 years 6 year နော်အဲ့တိုင်းကျမတို့တွေကဒီ abundance energy life တွေကိုခံစားရပါတယ်ဆိုတော့အဲ့ဒီခံစားနေခြင်း6 months 3 years 6 years အထိအတွင်းမှာကို abundance energy တွေကိုလည်းခံစားမယ်နော်ပြီးတော့ awareness လေးနဲ့လည်းတည်တည်ချာချာလေးနော်ဒီ abundance energy တွေရေရှည်အတွက်ပါစီမျောနေစေဖို့အဲ့ချိန်လေးတွင်မှာကြီးဆိုဘာလို့ဆိုအဲ့ချိန်လေးတွင်မှာကကိုဘာလို့ကိုဘာပဲချန်စီကိုဘလိုမျိုးလေးပဲလိုချင်နေကအလိုက်တင်စီမျောနေတာဆိုအဲ့ဒါလေးတွေကိုကအကျိုးရှိအောင်သုံးချသွားပြီးတော့ကိုအတွက်ရောသူများအတွက်ရောကောင်းမွန်တဲ့ energy လေးတွေကျမတို့က sharing လုပ်သွားတယ်အဲ့ခါကျဒီ energy စီမျောမှုကတကယ်ကိုနော်အားကောင်းသွားတဲ့အခါမှာခုနကကကြမ္မာစက်ဝင်းရဲ့အောက်ကိုရောက်နေတော့လေဒီ awareness ရဲ့တန်ဖိုးကြောင့်မလို့ကိုယ့်စီမှာဖြည့်ရှင်းမှုရှိလာတဲ့ပြဿနာတွေရင်ဆိုင်မှုဖြစ်လာတဲ့ပြဿနာတွေကိုဒီခုနက abundance energy flow ခုနကကို sharing လုပ်ထားတဲ့ကိုယ့်ရဲ့ကောင်းမှုကံကြမ္မာလေးတွေနဲ့ရင်ဆိုင်ဖြည့်ရှင်းသွားနိုင်တဲ့အခါမှာခုနကကိုကတတိလက်လွတ်ဖြည့်ရှင်းနေတာတတိလက်လွတ်ရင်ဆိုင်နေတာတဲ့ပိုကောင်းမွန်စွာအလွယ်တကူဖြတ်ကျော်နိုင်တာကိုကျမရဲ့ reading လေးတွေကိုရှုကြတဲ့သူတွေကသိမြင်ခံစားလာကြရမှာဖြစ်ပါတယ်တဲ့ဆိုတော့အဲ့လိုမျိုးလေးကြတော့ကိုယ့်ရဲ့ life ကကောင်းသည်ဖြစ်သေးဆိုးသည်ဖြစ်စေတကယ်ကိုတည်ငြိမ်စွာရင်ဆိုင်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်ဘာဖြစ်လဲဆိုတဲ့အခါကျတော့အရာအလုံးကသူ့ရဲ့သဘောတဘာဝအတိုင်းဖြစ်ပျက်နေကြတာပဲဆိုတာကိုသိမြင်သွားတဲ့အခါကျတော့အဲ့ဓာတွေနဲ့ကိုယ်နဲ့ separate ဖြစ်လာတယ်နောက်တစ်ခုကကိုယ့်ရဲ့ higher vibrational energy ကိုပိုပြီးတော့အားကောင်းအောင်လှုပ်ဆောင်လာနိုင်တယ်အဲ့တော့ကိုယ့်စီကိုဒီ negative energy တွေကတိုက်ခိုက်ဖို့အလုံးကိုသူတို့တွေကခွန်အားလျော့နေသွားကိုယ့်စီမှာဒီလောက်ကြီးထိခိုက်မှုမရှိတော့ဘူးဆိုတော့ဒီအရာလေးတွေကဘလောက်ထိနော်အရေးကြီးတယ်ဆိုတာလေးကိုအခုနားထောင်နေကြတဲ့
ကျမရေရှုကြတဲ့သူတွေအကုန်လုံးကိုသိမြင်နားလည်သဘောပေါက်စေချင်ပါတယ်သို့တော်လည်းကျမခံစားနေရတာကဒီရေရှုကြတဲ့80%လောက်ကဒါကိုနားလည်သဘောပေါက်လာကြပြီဖြစ်ပါတယ်တဲ့ဆိုတော့ဒါလေးကတော့ကျမကိုuniverse ကပေးစေချင်တယ်channel message လေးတွေဖြစ်ပါတယ်ရှင်ဆိုတော့ကျမတို့တွေအခုသွားကြမှာက the major shift happening in your life right now coming into your life right now ပေါ့နော်ဒီနေရာလေးမှာ energy လေးကနှစ်ခုကွဲနေတာလေးကိုခံစားရရှိမိတဲ့အတွက်ကြောင့်မလို့ဖြစ်ပါတယ်ရှင့်ဆိုတော့ပထမဆုံး group number 1လေးကတော့ love ဖြစ်ပါတယ် group number 2လေးကတော့ faith ဖြစ်ပါတယ် group number 3လေးကတော့ dream ဖြစ်ပါတယ်ဆိုတော့ just relax your mind body soul ကျမတို့ group choosing လေးတွေလုပ်တဲ့အခါမှာဘာဖြစ်လဲဆိုတော့အခါကျတော့ group တစ်ခုချင်းစီအလိုက်မှာအခုကိုနားထောင်ရမယ်တိတွေ့ရမယ် energy တွေအကုန်လုံးကဒီနေရာလေးကနေစပြီးတော့ရှေ့လာမယ်အနာဂတ်အတွက်အလွန်တရာမှအရေးကြီးတဲ့ message တွေဖြစ်တဲ့အတွက်ကြောင့်မလို့ဖြစ်ပါတယ်ရှင်ပြီးတော့အောက်မှာကျွန်မပေးထားတဲ့ description box ထဲမှာ time stamp လေးတွေတိုင်းရွေးချယ်ပြီးတော့ကြည့်သွားလို့ရပါတယ် camera timer မှာ31 32ကိုဒါလေးကိုပြောနေတဲ့အချိန်တွင်းမှာမြင်တွေ့ရတဲ့အတွက်ကြောင့်မလို့31 32တွေကလည်းကိုယ့်အတွက်အရေးပါတဲ့ကိုကဒီအသက်ပိုင်းအခြားအဖြစ်နဲ့31 32တွေဖြစ်နိုင်ပါတယ်နောက်ခုက4 and 54ကကျမတို့ရဲ့ foundation ကျမတို့ရဲ့ stability ကျမတို့ရဲ့ milestone ကျမတို့ရဲ့ homecoming 5ကကျမတို့ရဲ့ major changes တွေလုံးဝကျမတို့ရဲ့ mind body soul ပြောင်းလဲမှုတွေဆိုတော့ဒီ number တွေကလည်းအခုကျမရဲ့ video လေးကိုရှုနေကြတဲ့တူတောက်ချင်းစီတိုင်းအတွက်အရေးကြီးတဲ့အရေးပါတဲ့ numbers တွေဖြစ်ပါတယ်ရှင်ကျမတို့ခု group number 1လေးစီကိုတွားလိုက်ကြရအောင် group number 1လေးရဲ့ stone လေးကတော့ love ဖြစ်ပါတယ်ဆိုတော့ထုံးစံတိုင်းကျမတို့စောင့်မျှော်နေသောအချစ်ဒီကျမတို့စောင့်မျှော်နေတဲ့အချစ်လေးကတော့ကျမတို့ရဲ့ live ထဲကိုဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်เนาะ group number 1သမားလေးတွေနောက်တစ်ခုကကြတော့ဒီအလွန်တရာမှအရေးကြီးတဲ့ကိုချစ်ခြင်းကိုချစ်မြတ်နိုးခြင်းကိုယူဆိုင်ခြင်းကိုနားလေခြင်းတွေကဘလောက်ထိကိုယ့်ရဲ့ဘဝကိုပြောင်းလဲသွားစေတယ်ဆိုတာကိုသိမြင်နားလေစေတဲ့ major shift ကို group number 1သမားလေးတွေကကြုံတွေ့ခံစားနေကြရပါတယ်။ဘာဖြစ်လို့ဆိုတော့ကိုအမြဲတမ်းစောင့်မျှော်နေတဲ့ချစ်ချင်းမြတ်တာကိုအမြဲတမ်းလိုချင်နေတဲ့ချစ်ချင်းမြတ်တာကိုအမြဲတမ်းစောင့်မျှော်နေတဲ့ကိုရဲ့ soulmate ပဲဖြစ်ဖြစ်နော်ကိုရဲ့ကိုစီမှာရှိနေတဲ့ desire အဲ့လိုမှမဟုတ်ဘူးကိုကချစ်ရေးနဲ့မပတ်သက်ပါဘူးဆိုလို့ရှိရင်လေကိုစီကနေမှကိုနဲ့သဘောတဘာဝမတူတဲ့သူတွေကိုနဲ့အမြင်မတူသူတွေကိုဒီမျိုးစုံဒုက္ခပေးတဲ့သူတွေစိတ်နှောက်ယှက်ပေးတဲ့သူတွေနောက်ကြောကိုဓာတ်နဲ့ထိုးတဲ့သူတွေအကုန်လုံးပေါ်မှာနားလေသဘောပေါက်ခြင်းနဲ့ဒီ unconditional love energy ကိုခံစားတည်တွေ့နေကြရပြီဖြစ်ပါတယ်ဒါကြောင့်မလို့ကိုတကယ်ကိုပြောမလားမကောင်းပြောခဲ့တဲ့လူနဲ့လမ်းမှာမျက်နှာချင်းဆိုင်တွေ့အောင်ဆိုကိုဘလို့မှခံစားရတော့မှာမဟုတ်ပါဘူးရင်တော့ဆိုတော့စိတ်ထဲမှာတနှုံနဲ့နော်ကိုမဟုတ်ဘဲနဲ့ဒီလိုမျိုးပြောခဲ့တာဒါကျင်ကိုကဘယ်လောက်ထိသူ့ပေါ်မှာကောင်းတယ်လဲသူကကိုဘလို့မကောင်းတာကိုရဲ့အတင်းတွေကိုဘလို့ပြောခဲ့တာစသဖြင့်နော်ဒီအနာဟောင်းကြီးကအမြဲတမ်းနော်နှိုးဆွတယ်လို့ပြန်ပေါ်လာတာတွေ all gone ပျောက်ဆုံးသွားခဲ့ပြီဖြစ်ပါတယ်နောက်တစ်ချက်ပေါ်လာရင်တောင်မှပဲကိုတိသွားပြီအော်ဒီစံငါကဒီလိုတုံ့ပြန်ချက်တွေပေးနေတာပဲငါဒီတုံ့ပြန်ချက်လေးတွေကိုငါစူးစမ်းပြီးတော့ဖျောက်ပစ်မှရမှာပဲဒါတွေကတကယ်တော့
ငါရဲ့ဘဝအတွက်အရေးမပါဘူးပဲလူတွေအကုန်လုံးကကိုယ့်ဘဝနဲ့ကိုယ်သွားနေကြတာပဲရင်ဆိုင်နေကြတာပဲတော့အမြဲကျမတို့တွေကဒီအပေါ်ယံတွေကိုပဲကြည့်ရှုပြီးတော့ဟဲသူကတော့ပျော်နေလိုက်တာသူဘဝသိပ်ပျော်စရာကောင်းတာပဲဟဲသူကပြေဆုံးလိုက်တာနော်ချမ်းသာလိုက်တာဒီအပေါ်လေးတွေကိုပဲကျမတို့တွေကကြည့်ပြီးတော့တုံ့ပြန်ကြတာလေနော် but everyone have their own problem ဖြစ်ပါတယ်ဒါကြောင့်မလို့ဒီဟိုတလောကပဲကျမဖတ်တယ်ပေါ့နော် Elon Musk က he's a this a ကမ္ဘာပေါ်မှာအချမ်းသာဆုံးလူသားတစ်ယောက်နော် Elon Musk က but သူဘာပြောထားလဲ he don't have happiness သူ့ရဲ့ပျော်ရွှင်မှုသူအပြည့်အဝမရနိုင်ဘူးနော်သူကိုယ်တိုင်ဒါပွင့်ဟဝန်ခံထားခြင်းဖြစ်ပါတယ်ဆိုတော့ကျမတို့တွေကအပေါ်ယံဒီထဲမှာနေနေတွေ့ကျမတို့တကယ်လိုချင်တဲ့ချစ်ချင်းမြတ်တာကျမတို့တကယ်လိုချင်တဲ့ပျော်ရွှင်မှုငြိမ်းချမ်းမှုကိုမရနိုင်ဘူးဆိုတာကိုတိတွေ့ခံစားရမယ်အချိန်ကာလတွေဖြစ်ပါတယ်เนาะ group number 1သမားလေးတွေကနောက်ပြီးတော့တော်တော်လေးဒီချစ်ချင်းမြတ်တာကြောင့်မလို့ဘဝကိုနေထိုင်ရတာရှင်သန်ရတာအရန်ကို meaningful ဖြစ်လာတာ group number 1သမားလေးတွေဒါတကယ်ကိုယ့်အတွက်အမြတ်ပဲလीနော်ဒီလိုမျိုးကိုလူတိုင်းကလိုချင်ကြတာကိုချစ်ပြီးတော့ကိုတန်ဖိုးထားပြီးတော့ကိုမှရှိနေတာလေးတွေနဲ့ပျော်ရွှင်အောင်နေတတ်တာနှိမ်ချလာတတ်တာဒါလေးတွေကတကယ်ကို group number 1သမားလေးတွေအတွက်လှပတဲ့အဓိကကျတဲ့အပြောင်းအလဲတွေကိုကြုံတွေ့နေရခြင်းဖြစ်ပါတယ်အဲ့ဒီကနေ vibrate လုပ်လိုက်တဲ့အခါမှာအဲ့ဒီချစ်ချင်းမြတ်တာနဲ့ဒီ compassionate ဖြစ်တဲ့ခံစားချက်တွေကိုရှိနေတဲ့နေရာကနေကိုက vibrate လုပ်နေတဲ့အခါကျတော့လေဒီ major shift တွေကတော့ group number 1သမားလေးတွေအတွက်အလွန်တရာမှကောင်းမွန်တဲ့ကံကောင်းခြင်းတွေကိုတည်ဆောင်ပေးလာမှာဖြစ်တယ်လို့ခံစားရရှိမိပါတယ်ရှင်ဒီနေရာလေးမှာကျမတို့တွေtarot message လေးနဲ့ the major shifts happening in group number 1 what life right now group number 1သမားလေးတွေရဲ့ဘဝမှာခုလက်ရှိဖြစ်ပေါ်နေတဲ့အဓိကကျတဲ့ပြောင်းလဲမှုတွေဖြစ်ပါတယ်။နောက် tarot ခတ်လေးတွေကိုကျမဖတ်တဲ့အခါမှာကျမက reverse ဖတ်လို့မရှိပါဘူးเนาะ။ဘာဖြစ်လဲဆိုတဲ့အခါကျတော့ဒီ tarot ခတ်တွေမှာသူ့ရဲ့ positive နဲ့ negative energy ကညီမျှစွာပါရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ကျမကခံယူထားတဲ့အတွက်ကြောင့်မလို့ဖြစ်ပါတယ်ရှင့်။ဆိုတော့ကျမတို့ကြည့်လိုက်ရအောင် major shift happening in group number 1 live right now group number 1သမားလေးတွေရဲ့ live မှာဖြစ်ပေါ်နေတဲ့ major shift I really love to see that Knight of Cups and the Knight of Swords and oh 3 nights in a row wow ဆိုတော့ဒီချစ်ချင်းမြတ်တာเนาะကိုတီးတွေ့ချင်းချစ်ချင်းမြတ်တာပြီးရခါကျတော့ကိုပူတိလာတော့ချစ်ချင်းမြတ်တာနောက်တစ်ခုကဒီပြီးခဲ့တဲ့အခုဒီကျမ reading လေးကိုလုပ်တဲ့ချိန်ကလည်းဒါ eclipse အချိန်ကာလတွေဖြစ်တဲ့အတွက်ကြောင့်မလို့ပြီးခဲ့တဲ့ eclipse မှာ group number 1သမားလေးတွေရဲ့တော့ချစ်တဲ့ပတ်သက်တဲ့ခံစားချက်တွေဒါနဲ့ပတ်သက်တဲ့ခံစားချက်တွေရဲ့တကယ်အဓိကကျတဲ့အပြောင်းအလဲကိုမြင်တွေ့ခံစားလာခဲ့ကြပြီဖြစ်တယ်အရင်တုန်းကကိုကြုံတွေ့ခဲ့ရတဲ့ဒီချစ်ချင်းမြတ်တာနဲ့ပတ်သက်တဲ့ခံစားခဲ့ရတဲ့အရာတွေခြေကွဲခဲ့ရတဲ့အရာတွေနာကျင်ခဲ့ရတဲ့အရာတွေ
လို relationship မျိုးမှာမဆိုဘယ်လို connection မျိုးမှာမဆိုသားသမီးပဲဖြစ်ဖြစ်မိဘနဲ့သားသမီး relation ကိုနဲ့ကိုအိမ်အောင်ပဲနဲ့ပဲကိုရဲ့ဘဝလက်တွဲပေါ်နဲ့ဖြစ်ကိုတငယ်ချင်းမိတ်ဆွေမျိုးအကုန်လုံးဘယ်လို relationship မျိုးမှာမဆိုဒီနာကျင်ကြေကွဲခဲ့ရတဲ့အရာတွေခုနကဒီ lovely မှာတဲ့ကခံစားမိတဲ့အတိုင်းကိုအတွက်တကယ်ကိုဒီရှင်းပြလို့မရတဲ့เนาะခံစားချက်ဝန်တို့ဝန်ပိုးတွေကိုထားခဲ့နိုင်ခဲ့ပြီဖြစ်ပါတယ်နံပါတ်8ကလည်းကိုယ့်အတွက်အရေးပါတဲ့ major အပြောင်းအလဲတစ်ခုဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ဒီ8ဟာ infinity sign နဲ့လဲ energy သက်ရောက်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့အခုချိန်ကနေစတင်ပြီးတော့ကိုယ့်ရဲ့ life လေးဟာဒီကိုချစ်ချင်းကိုတန်ဖိုးထားခြင်းကိုနားလေသဘောပေါက်လာရခြင်းကိုကနေမှခုနကပြောတဲ့တကယ် unconditional love ပြီးတော့ compassionate ဖြစ်တဲ့အရာတွေ energy တွေကို vibrate လောက်လာနိုင်တဲ့အခါမှာဒီ energy တွေရဲ့စီမျောမှုကြောင့်ကိုကတဖြည်းဖြည်းနဲ့ nine of cups ကကျမတို့ရဲ့ wish fulfillment energy တွေကိုပိုင်ဆိုင်လာကြရတော့မှာဖြစ်ပါတယ်เนาะ8 of cups ကကိုယ့်ရဲ့ happiness ကိုရှာဖွေခြင်းဖြစ်တယ်လို့ဘဝမှာ lifestyle changes တွေကြုံတွေ့လာရတော့မှာဖြစ်ပါတယ်အခုလက်ရှိလဲခန်းစားကြုံတွေ့နေကြရပြီဖြစ်တဲ့ new directions တွေ new relationship တွေဒါတွေကိုလည်း group number 1သမားလေးတွေရဲ့เนาะ major အပြောင်းလဲအနေနဲ့ကြုံတွေ့ကြရမှာဖြစ်ပါတယ်เนาะ Knight of Cups ကကျမတို့သိတဲ့အတိုင်းပဲကျမတို့တွေရဲ့ romance ကျမတို့တွေရဲ့အချစ်နောက်ပြီးတော့ကျမတို့တွေရဲ့ victory တစ်ခုလည်းဖြစ်တယ်ခံစားချက်เนาะဒီ cups တွေအကုန်လုံးကကိုယ့်ရဲ့ emotional ကိုစားပြုတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ဒီခုနကနှစ်လချုပ်နှောင်ထားတဲ့ပိတ်ဆို့ထားတဲ့เนาะနာကျင်ချေကွဲရတဲ့ဒီ energy ခံစားချက်တွေကနေမှအပြီးအတိုင်းအဆုံးသတ်နိုင်သောအောင်မြင်မှုကို group number 1သမားလေးတွေကခြုံတွေ့နေရပါတယ်ဘဝမှာဘလို့ပဲ ups and down တွေခြုံတွေ့ရစီခဲ့အောင်တော့ဒီကနေမှအချိုးအမြတ်တွေပြီးတော့ emotional ဘိုင်းမှာပို့ပြီးတော့ fulfillment ဖြစ်လာမှုတွေเนาะ emotional ဘိုင်းမှာပို့ပြီးတော့ stable ဖြစ်လာမှုတွေအဲကြောင့်မလို့ခုနကဒီ love stone လေးမှာတဲ့အခါကျမကကိုနောက်ကျောကိုအကြီးအကျယ်ဓာတ်နဲ့ထိုးတဲ့သူကိုမြင်တွေ့ရအောင်နော်ကိုမှတုံလို့သွားခြင်းမရှိဘူးကိုမှnegative energy တွေရဲ့ impact ကိုခံစားရခြင်းမရှိဘူးသာရလေးပြန်လဲတုံ့ပြန်လာနိုင်ခြင်းဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုကကိုယ့်ရဲ့ focus ကိုဘာကို focus လုပ်ရမှာလဲကိုယ့်ရဲ့တာယာတဲ့ focus ကတာယာတဲ့ emotional ဘိုင်းကပေးတဲ့ခံစားချက်ကဘလောက်ထိကိုကျမ်းမာစေတယ်ဘလောက်ထိကိုအောင်မြင်အောင်လုပ်နိုင်စေတယ်ကိုအလုပ်ဒီမှာဘလောက်ထိကိုကနော်ဒီ focus လုပ်နိုင်တယ်ဒါလေးတွေကိုလည်းမြင်တွေ့လာနိုင်ခဲ့ပြီဖြစ်ပါတယ်ပြီးတော့ universe ကလည်းကိုဒီအခွင့်အရေးအခွင့်အလမ်းတွေဒီလိုပြောင်းလဲလာနိုင်မှုတွေအတွက်ကိုအခွင့်အလမ်းတွေပေးဖို့ရှိနေပါတယ်မကြခင်မှာ job offer လေးတွေရှိတယ်ကိုယ့်ရဲ့အရေးချင်းတွေကိုသိမြင်လာကြတဲ့အတွက်ပြီးတော့ love offer လေးတွေလည်းရှိနေတယ်ဘာဖြစ်လို့လဲကိုယ့်ရဲ့ဒီ courage ကိုယ့်ရဲ့တန်ဆွမ်းမှုကိုယ့်ရဲ့ passionate ဖြစ်တဲ့တကယ်ကိုယ့်ရဲ့ true authentic self ကိုသိမြင်လာကြတဲ့သူတွေရှိလာတဲ့အတွက်ကြောင့်မလို့ဖြစ်ပါတယ်တဲ့ပြီးတဲ့အခါမှာ another night ဖြစ်တဲ့ night of swords energy ဆိုတော့အခုချိန်ကကျမတို့တွေအတွက်ကိုတကယ်ကိုဟိုနော်ဒီ me energy fire horse နော်ဒီမှာမြင်းနေကြီးပဲမြင်တွေ့နေရတယ်ဆိုတာကဒါတကယ်ကိုအတွက်ဒီ fire horse ကကိုယ့်ရဲ့
emotional ပိုင်းဆိုင်ရာအောင်မြင်မှုတွေเนาะကိုယ့်ရဲ့เนาะ mindset ပိုင်းဆိုင်ရာမှာပုံမပြီးတော့ကောင်းမွန်တဲ့ mindset ဒီပိုင်းဆိုင်ရာမှုတွေပြီးတော့ Knight of Wands ကကိုယ့်ရဲ့ passionate ဖြစ်တဲ့ကိုအခုအသစ်စတင်နေတဲ့အလုပ်တွေ project တွေတော့ကိုမှာကိုပိုင် business ပဲရှိရှိကိုက9 to 5အလုပ်ကိုပဲလုပ်ကိုဘယ်အလုပ်မျိုးကိုမဆိုကို stand out ဖြစ်ဖို့အတွက်ဘယ်အလုပ်မျိုးကိုမဆိုကိုအောင်မြင်ဖို့အတွက်ဒီ energy တွေကို group number 1သမားလေးတွေကရရှိနေခဲ့ပြီဖြစ်ပါတယ်ပြီးတော့ဒီနေရာမှာအဲ့ဒီအတွက်ကိုလည်းအောင်မြင်မှုတွေလက်ခံရရှိဖို့ခုနကဒီ focus ကဒီအောင်မြင်မဲ့လမ်းကြောင်းကိုသွားဖို့အတွက်သူကတွန်းအားလေးတွေဖြစ်ပေါ်လာစေပါတယ်။เนาะ emotional ကဘယ်လောက်ထိကိုယ့်ရဲ့ life မှာအရေးပါတယ်ဆိုတာကိုယ့်ရဲ့ဒီစိတ်ခံစားမှုပိုင်းတည်ငြိမ်နေကိုကကိုယ့်ရဲ့ဘဝနဲ့ကိုယ့်ရဲ့အလုပ်တွေကိုပို့ပြီးတော့ focus လုပ်လာနိုင်လေအာယုံစိုက်နိုင်လာလေကိုသွားမယ်အောင်မြင်မှုလမ်းကြောင်းကိုကမြင်တွေ့လာလေအဲ့အမြင်မှုလမ်းကြောင်းကိုလိုက်ဖို့တတ်တည်တွေရှိလာလေအဲ့လိုတတ်တည်တွေရှိလာခြင်းကနေမှတစ်ဆင့်ကိုယ့်ရဲ့ဒီ creativity တွေကိုချပြဖို့เนาะ Knight of Wands ဆိုတာကเนาะကိုရှေ့မှာရှိနေတဲ့ even though you don't see it but you're really happy to experience it เนาะဒါတွေကိုလက်ခံကြုံတွေ့ဖို့ရှင်းဆိုင်ဖို့ပျော်ရွှင်နေတဲ့เนาะဒီ adventurous ခံစားချက်တွေကိုလည်း group number 1သမားလေးတွေကအခုလက်ရှိအခြေအနေမှာเนาะ major ship အနေနဲ့ကြုံတွေ့ခံစားလို့နေရပါတယ်အနာဂတ်မှာခရီးသွားလာရမှုလေးတွေရှိနေပါတယ်ဘာဖြစ်လို့လဲကိုယ့်ရဲ့ passionate ဖြစ်တဲ့အရာတွေကိုဒီထက်ပိုကောင်းအောင်လုပ်ဖို့ကိုယ့်အရည်ချင်းတွေပို့ပြီးတော့တိုးတက်ဖို့နောက်တစ်ခုကကိုယ့်ရဲ့ချစ်ချင်းမေတ္တာတွေကိုပို့ပြီးတော့မျှဝေလာနိုင်စေဖို့ ਨੇ ကိုယ့်ရဲ့ချစ်ချင်းမေတ္တာကိုတကယ်ကိုလက်ခံရရှိဖို့ထိုက်တဲ့သူတွေနဲ့ကြုံတွေ့ရဖို့အတွက်ဖြစ်ပါတယ်တဲ့ဆိုတော့ထပ်ပြီးတော့ကျမတို့တွေ Oracle message လေးတွေနဲ့ကြည့်လိုက်ကြရအောင် group number 1ဓမ္မလေးတွေအတွက် major shifts happening in their life right now major shift happening in your life right now for group number 1 group number 1ဓမ္မလေးတွေရဲ့ major အပြောင်းအလဲ another night again look at that like I feel like a chariot energy chariot ကစစ်သူကြီးတယောက်ဖြစ်တယ်။အစင်ခေါ်ပူပေါင်းများစွာကိုတကယ်ကိုအာစီစနစ်ကြကြအောင်မြင်တဲ့သူတယောက်ဖြစ်တယ်။ကိုယ်လမ်းကိုကိုယ်ဖောက်နိုင်တဲ့သူတယောက်ဖြစ်တယ်။ဒါကြောင့်မလို့ဒီ Knight of Swords energy အောက်မှာဒီ choosing your path ကိုမြင်တွေ့လာပြီ။ကိုယ့်ဘဝအောင်မြင်မှုလမ်းကြောင်းကိုသိမြင်ခံစားရရှိလာခဲ့ပြီ။နောက်ခုကဘာလဲ all is possible ငါအတွက်ဘာမဆိုဖြစ်နိုင်တယ်ဆိုတာကိုသိမြင်လာခဲ့ပြီဖြစ်ပါတယ်။ဒါကြောင့်မလို့ခုချိန်ကနေစပြီးတော့ group number 1သမားလေးတွေကကိုယ့်ဘဝအောင်မြင်ဖို့အတွက်အဲ့ဒီလမ်းကြောင်းအစစ်အမှန်ပေါ့ကိုယ့်ရဲ့ birth right ဒါကနော်တကယ်ကိုကိုယ့် abundance energy အပြည့်အဝပေးမယ်အောင်မြင်မှုအပြည့်အဝပေးမယ်လမ်းကြောင်းပေါ်ကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်ပြီးတော့ cleansing water this is 8 of cups energy purification activates vibrant life force okay ဆိုတော့အခုချိန်မှာ group number 1သမားလေးတွေကကြာမကတော့เนาะရှေ့မှာအောင်မြင်မှုလမ်းကြောင်းတွေပြောနေတယ် abundance energy တွေလည်းပြောနေတယ်ငါရဲ့ life မှာကလည်းဘာမှတိတိတသားလေးတဲ့ပြောင်းလဲနေရလည်းမရှိဘူးဟုတ်ကောဟုတ်ရဲ့လားမသိပါဘူးစသဖြင့်အတွေးလေးတွေရှိကောင်းရှိနိုင်ပါတယ်เนาะဒီ cleansing water ကဘာကိုပြောရလဲအခုချိန်မှာเนาะကိုယ့်ရဲ့ဒီเนาะကိုယ့်မျက်လုံးနဲ့မြင်တွေ့ရတဲ့အရာမှာပြောင်းလဲမှုတွေရှိမနေပင်မဲ့
အခုလက်ရှိကိုလုံနေတဲ့အရာတွေကိုရင်ဆိုင်နေတဲ့အရာတွေကိုဖယ်ရှားနေတဲ့အရာတွေကိုရဲ့ life လေးကို positively တိုးတက်အောင်စူးစမ်းနေတဲ့အရာတွေနောက်ပြီးတော့ဒီနေရာလေးမှာနည်းနည်းလေးpause ဖြစ်နေတဲ့ stuck ဖြစ်နေတဲ့ energy လေးတွေဒါတွေအားလုံးကဘာကိုပြောတာလဲ cleansing waters ကိုမှာလက်ရှိကျွင်းကျန်နေတဲ့ဒီ negative energy အကျွင်းကျန်တွေကိုကိုယ်စီကနေအပီးတိုင်ဖြည့်ရှင်းခိုင်းနေတာဖြစ်ပါတယ် because you are going to the unknown territory ကိုဘာဆိုဘာမှ experience မရှိဘူးတဲ့လမ်းကြောင်းတစ်ပေါ်ကိုကရောက်သွားမှာဒါမဲ့တကယ်ကတော့ဒါကိုယ့်ရဲ့မွေးဖွားလာတဲ့အခါမှာပါရှိလာတဲ့အောင်မြင်မှုလမ်းကြောင်းဖြစ်တယ်ကိုကအရင်တုန်းကကိုယ့်ရဲ့ true authentic self နဲ့နေထိုင်ဖို့ရလမ်းပြောက်ခဲ့တဲ့အတွက်ကြောင့်မလို့အခုမှဒီလမ်းကြောင်းပေါ်ကိုကပြန်လဲရောက်ရှိသွားခြင်းဖြစ်ပါတယ်။အဲကြောင့်မို့ introduction မှာလည်းကကျွန်မ this is your birthright energy လို့ပြောထားခြင်းဖြစ်ပါတယ်เนาะဒါကြောင့်မလို့ခုချိန်မှာကြိုးစားပြီးတော့ကိုယ့်စီမှာရှိနေတဲ့ဘယ်လို negative energy မျိုးကိုမဆိုဖယ်ရှားနေစေချင်ပါတယ်။နော်ဒီ fire horse year တခုကကျမတို့ Chinese astrology အားဖြင့်လည်း fire horse energy ပေးစွမ်းနေတဲ့အခါမှာဒီနှစ်ကကိုစူးစမ်းရင်စူးစမ်းတယ်လို့အောင်မြင်မယ်နှစ်တစ်နှစ်ဖြစ်လို့အခုလိုမျိုး cleansing waters purification လိုအပ်နေတယ်အခုလက်ရှိကိုကို actively guidance ပေးပြီးတော့လှုပ်ဆောင်နေစေခြင်းဖြစ်ပါတယ်အဲ့ဒီခါမှာကိုယ့်ရဲ့တကယ် true authentic self နဲ့ embody ဖြစ်လာမှာဖြစ်မှာတသားတည်းဖြစ်လာမှာဖြစ်ပါတယ်ဒီအခါကျရင်ခုနကအခုဒီ tarot မှာပြထားတဲ့အောင်မြင်မှုလမ်းကြောင်းပေါ်ကိုအရှိန်အဟုန်နဲ့ကိုကသွားနိုင်တော့မှာဖြစ်ပါတယ်တဲ့အခု51 52 camera time မှာမြင်တွေ့နေရတော့ဒီ energy တွေက group number 1သမားလေးတွေအတွက်အလွန်တရာမှအရေးပါတဲ့ numbers energy တွေဖြစ်ပါတယ် major shift happening in group number 1 like right now communication is key ဆိုတော့အခုချိန်ကနေစတင်ပြီးတော့ကိုယ့်ရဲ့ခံစားချက်အမှန်တိုင်းကိုယ့်ရဲ့ true authentic self ပုံစံအတိုင်းကိုဘာကိုပဲလှုပ်အလုပ်ထဲမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ personal life မှာပဲဖြစ်ဖြစ်ပေါ့နော်ဒါမျိုးလေးတွေရှင်းလင်းပြသစွာဆက်ဆံသွားရဖို့ကိုယ့်ရဲ့အရေးချင်းတွေကိုထုတ်ဖော်သွားဖို့အရေးကြီးပါတယ်ပြီးတော့ Gemini ရဲ့ energy ကလည်းသူက social butterfly ဖြစ်ပါတယ်ဆိုတော့အခုချိန်မှာကိုယ့်ရဲ့ true authentic self အတိုင်းကိုယ့်ရဲ့ creative idea တွေကိုကိုယ့်ရဲ့ချစ်ချင်းမြတ်တာ compassionate ဖြစ်တဲ့ခံစားချက်တွေကိုနော် sharing လုပ်သွားမယ်ဆိုလို့ရှိရင်ဒီပုံသဏ္ဍာန်အမှန်လေးနဲ့ဒီကဘာကြီးကိုကချပြလိုက်တော့မယ်လူတွေကိုဆက်ဆံလိုက်တော့မယ်ဆိုရင်ခုနကကိုအောင်မြင်မှုလမ်းကြောင်းအပေါ်မှာရရှိဖို့လိုအပ်နေတဲ့ supportive energy တွေကိုရရှိလာမှာဖြစ်ပါတယ်ဒါကြောင့်မလို့စူးစမ်းပြီးတော့ကိုယ့်ရဲ့ communication နဲ့ပတ်သက်ပြီးတော့အရင်တုန်းကကိုက introvert ပဲဖြစ်ဖြစ် extrovert ပဲဖြစ်ဖြစ်စူးစမ်းပြီးတော့ကိုပြောဆိုဆက်ဆံဖို့လိုအပ်လာတိုင်းမှာရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားပြောဆိုဆက်ဆံမှာနားမလဲဘူးလို့ပြောလိုက်ပါထပ်ပြီးတော့သူတို့ကိုနားလဲအောင်ရှင်းပြခိုင်းလိုက်ပါကိုပြောကြကိုလည်းသူတို့နားလဲအောင်တေချာရှင်းပြပေးလိုက်ပါဒါဆိုလို့ရှိရင်ခုနကပြောတဲ့ကိုတိုးတက်ဖို့အတွက်လိုအပ်နေတဲ့အရာတွေလူတွေအဲ့ဒီအတိုင်းဝိုင်းတွေကိုကလက်ခံရရှိမှာဖြစ်ပါတယ်ဒါပေမဲ့လည်းအခုအချိန်ကနေစပြီးတော့လေ group number 1သမားလေးတွေရဲ့ communication style ကပြောင်းလဲသွားတော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ပြည်ချင်းကိုကဒီဆက်ဆံမှုပုံစံအသစ်လေးနဲ့အသားကျလာမှာဖြစ်ပါတယ်တဲ့နောက်ပြီးတဲ့အခါမှာတော့ look at the bigger picture နော် full moon in Sagittarius ဆိုတော့ဒီအရာတွေအားလုံးကိုနော် major shift တွေအားလုံးကို full moon ကနေ new moon ကနေ full moon နော်ဒီအချိန်ကာလလေးအတွင်းမှာ group number 1သမားလေးတွေကကြုံတွေ့
ခံစားကြရမှာဖြစ်ပါတယ်ဒါတွေအားလုံးကဒီ new moon to full moon က within 1 month စီနော်ဒီ within 1 month ဆိုတော့ဒီ video လေးကိုကြည့်ရှုပြီး1 month လောက်အတွင်းမှာပဲဒီ energy တွေအားလုံးကိုအပြည့်အဝခံစားသိရှိနားလည်ကြမှာဖြစ်ပါတယ်เนาะဒါကြောင့်မလို့ဒီ back of the text မှာတော့လေ win-win outcome is focus ကိုဘာကိုပဲလုပ်လို့ဘလို့ရီမှန်းတဲ့ရွယ်ချက်တွေပဲရှိနေပါစေနှစ်ဦးတစ်ဖက်တည်လည်စေမဲ့ result တွေကိုရရှိလာမှာဖြစ်ပါတယ်တဲ့ပြီးတော့ we will take more oracle card for group number 1နေရာလေးမှာ group number 1မားလေးတွေသူတို့ရဲ့ life မှာအခုလက်ရှိကြုံတွေ့နေရတဲ့ major shift happening in your life right now group number 1တမားလေးတွေဝါမှာအခုလက်ရှိဖြစ်ပေါ်နေတဲ့ major shift okay candle magic look at that every day things get better now group number 1တမားလေးတွေက now candle manifestation လေးတွေဒါမှမဟုတ် aromatherapy လေးတွေဒါမျိုးလေးတွေကိုလှုပ်ဆောင်ရတာစိတ်ဝင်စားတဲ့သူလေးတွေဖြစ်တယ်ပြီးတော့ master number 22ကိုလည်းမြင်တွေ့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ number 22ကလည်းအရေးပါပါတယ်ပြီးတော့ကိုယ့်ရဲ့ life လေးကเนาะတော်တော်လေးကို balance ဖြစ်လာတာကိုယ့်ရဲ့ခံစားချက်အတိုင်းပြန်လဲတုံ့ပြန်လာနိုင်တာဒီတော့ကြာကိုကခံစားနေရတာတစ်မျိုးတုံ့ပြန်နေရတာတစ်မျိုးเนาะဒီလိုအရာတွေက group number 1သမားလေးတွေအတွက်ပြီးဆုံးသွားခဲ့ပြီဖြစ်တဲ့အတွက်ကြောင့်မလို့ကိုစိတ်ထဲမှာရှိတဲ့အတိုင်းကိုခံစားနေရတဲ့အတိုင်းလေးကိုလှလှပပထုတ်ဖော်ပြသနိုင်တဲ့သူတွေလည်းဖြစ်လာသလိုသူတို့ရဲ့ဘဝလေးကလည်းအဲ့ဒီပုံစံလေးတိုင်းပဲ balance ဖြစ်လာတာညီမျှလာတာလေးတွေကိုမြင်တွေ့ထန်စားရရှိမိပါတယ်ဒါကြောင့်မလို့လေဒီ candle magic လေးကပြောတဲ့အတိုင်း everyday things get better ပို့ပြီးတော့ဖြစ်ပြနေတဲ့အရာတွေကတိုးတက်လာတာပို့ပြီးကောင်းမွန်လာတာအမျိုးလေးတွေကိုလည်း group number 1သမားလေးတွေရဲ့ major shift မှာမြင်တွေ့ရရှိမိပါတယ်ရှင်ကိုနေနဲ့ကဒီလိုเนาะ aromatherapy လေးတွေနဲ့เนาะ candle လေးတွေဆူတောင်းတာကိုယုံကြည်ကိုယ်ွယ်ရလိုက်ပေါ့เนาะလှုပ်ချင်နေဆိုလဲလှုပ်စေချင်ပါတယ်เนาะဒီမှာเนาะ candle လေးတွေကအယောင်လေးတွေနဲ့ဆိုတော့เนาะဒါလေးတော့ကျွန်မကမရှင်းပြတော့ပေါ့เนาะကိုပါကိုကိုခုဘလို့အယောင်လေးထွန်းလိုက်ချင်တာစသဖြင့်ပေါ့ကိုယ့်ရဲ့ intuition ကိုအတိအကျလိုက်နာပြီးတော့လှုပ်စေချင်ပါတယ်เนาะနောက်ဆုံးအနေနဲ့တော့ tea leaf oracle message လေး group number 1သမားလေးတွေရဲ့ major shift မှာကြည့်ပေးသွားချင်ပါတယ် major shift happening in group number 1 life right now major shift happening in group number 1 life right now okay the diamond you will be receiving or giving a precious gift ဒီချိန်လေးကနေစပြီးတော့ကိုကိုအခုလိုမျိုးတကယ်ကိုတန်ဖိုးကြီးတဲ့เนาะဒီမှာချစ်ချင်းမြတ်တာလေးရတဲ့ energy လေးတွေအားကောင်းနေတဲ့အခါကျတော့ကိုကိုတကယ်ကိုပဲချစ်ခွင့်ပန်မဲ့သူတွေလက်ထက်ခွင့်ပန်မဲ့သူတွေเนาะဒါမျိုးလေးတွေကိုလည်း major shift မှာမြင်တွေ့ရမိပါတယ်အဓိကအဖြစ်เนาะ collaboration ပေါ့เนาะတယောက်ယောက်နဲ့ပေါင်းဆက်ပြီးတော့เนาะကိုယ့်ရဲ့ကိုယ်ပိုင်အလုပ်တွေကိုယ့်ရဲ့ဒီ9 to 5အလုပ်တွေနောက်ပြီးကိုယ့်ရဲ့เนาะ personal project တွေမှာတယောက်ယောက်နဲ့ပူပေါင်းလှုပ်ဆောင်ပြီးတော့အောင်မြင်မှုလေးတွေရရှိလာတာမျိုးကိုလည်းဒီ diamond လေးကနေမြင်တွေ့ရရှိမိပါတယ်ဆိုတော့ခုကစပြီးတော့เนาะဒီတလားလောက်အတွင်းမှာပဲအခုလိုမျိုးတန်ဖိုးကြီးတဲ့လက်ဆောင်လေးတွေလက်ခံရရှိဖို့ရှိနေပါတယ်ပြီးတော့ကိုနှိုက်ကလည်းပေးဖို့ရှိနေတဲ့ဆိုတဲ့အခါကျတော့ကိုစီကနေမှရဲကိုတန်ဖိုးမဖြတ်နိုင်တဲ့เนาะချစ်ချင်းမြတ်တာအခုဒီတိုင်းမှာပြောတဲ့အတိုင်းပဲတန်ဖိုးကြီးတဲ့ gift လေးတွေပြန်လဲပေးဆောင်ရဖို့လေးတွေရှိနေပါတယ်ဒီနေရာမှာ spiritual energy လေးကိုလည်းခံစားလိုက်ရတဲ့အခါကျတော့တချို့ကတကယ်ကိုတန်ဖိုးကြီးတဲ့သူတို့ဘဝတိုးတက်စေဖို့အတွက်အရေးပါတယ် spiritual gift တွေကိုလည်းလက်ခံရရှိဖို့ရှိနေပါတယ်ပြီးတော့ secret admirer ဆိုတော့ကိုယ့်ရဲ့ကိုအခုလိုမျိုးတိတ်တဆိတ်လေးเนาะလေးစားအားကြနေတဲ့သူတွေကပေးတဲ့လက်ဆောင်လေးဖြစ်နိုင်ပါတယ်ကိုစီမှာအခုလိုမျိုး
ကိုယ့်ရဲ့ပြောင်းလဲနိုင်မှုတွေပေါ့ကိုယ့်ရဲ့စူးစမ်းမှုတွေပေါ့ကိုယ့်ရဲ့အခုလက်ရှိကိုယ့်ရဲ့ true authentic self အတိုင်းရပ်တည်နေမှုတွေအပေါ်မှာလေးစားအားကျနေတဲ့သူတွေရှိတယ်ဆိုတာကိုလည်းဒီခက်လေးကနေမှတစ်ဆင့်ခံစားရရှိမိပါတယ်ပြီးရခါမှာတော့ recognition reward for merit ဆိုတော့ဒါလေးကတော့အများကြီးရှင်းပြနေစရာမလိုပါဘူးเนาะဒီ energy လေးတွေကိုဒီ love song လေးမှာလည်းကခံစားရရှိမိပါတယ်ကိုယ့်ရဲ့စူးစမ်းအထောက်မှုတွေနဲ့ကိုဒီအတိတ်မှာတော့ကကြုံတွေ့ခဲ့ရတဲ့ negative energy တွေကို positive energy flow ဖြစ်အောင်ပြောင်းလဲနိုင်မှုတွေအတွက် universe ကကောနောက်ပြီးတော့ကိုအခုလက်ရှိ personal life မှာအလုပ်ထဲဒီမှာကောနော်ဒီ personal life မှာလည်းကိုယ့်ရဲ့စူးစမ်းအားထုတ်မှုတွေကြောင့်မလို့လူတွေအားလုံးကကိုယ့်ရဲ့မိသားစုဝင်တွေအားလုံးကနော်ကိုအတိအမှတ်ပြုလာကြတာလေးတွေကိုမြင်တွေ့ခံစားရရှိကြမှာဖြစ်ပါတယ်ကိုယ့်ရဲ့အလုပ်အတွက်ပို့ပြီးတော့ဂုဏ်သတင်းတွေတိုးပွားလာတာကိုလည်းဒီခတ်ထဲမှာခံစားရမိပါတယ်တချို့ဆိုလို့ရှိရင်အဲ့ဒီအတွက် award လေးတွေရတာကိုယ့်ရဲ့အလုပ်အတွက်ပေါ့နော်ကိုယ့်ရဲ့ company ကပေးရတော့လကော maybe ကိုအခုလုပ်နေတဲ့အလုပ်နယ်ပယ်အရာပေါ့နော်ဒါမျိုးလေးတွေကိုလည်းမြင်တွေ့ရရှိမိပါတယ်ပြီးတော့ great personal sorrow ဆိုတော့ကိုယ့်ရဲ့ဒီခုနကပြောတဲ့နှစ်လားသိမ်းထားတဲ့နော်ဘာဖြစ်လို့ဆိုတဲ့အခါကျတော့ eight of cups ကဒီလိုခံစားချက်တွေအကုန်လုံးကိုကဖယ်ရှားတာလीเนาะဆိုတော့ဒီခံစားချက်တွေကိုလုံးဝတကယ်ကိုနောက်ဆုံးအနေနဲ့လို့ကိုယ့်ရဲ့ဘဝတွေကနေပြီးဆုံးသွားတာကိုခံစားကြရမှာဖြစ်ပါတယ်ဆိုတော့ဒါလေးမှာဘယ်လိုဖြစ်လဲဆိုတော့အော်ငါဒီလိုမျိုးလေးစောစောကတီးခဲ့ရင်ကောင်းတာပေါ့နော်အော်ငါရှင်တွေကဒီပုံစံလေးအတိုင်းပဲငါရဲ့ life လေးကိုရှင်သန်ခဲ့ရရင်ကောင်းတာဆိုတဲ့ခံစားချက်မျိုးလေးတွေကိုလည်း group number 1သမားလေးတွေစီမှာမြင်တွေ့ရရှိမိပါတယ်ရှင်ဆိုတော့ဒါလေးတွေက group နော် number 1သမားလေးတွေရဲ့အခုလက်ရှိကိုယ့်ရဲ့ life မှာဖြစ်ပေါ်နေတဲ့ major shifts တွေဖြစ်ပါတယ်ရှင်ဒီ reading လေးကနေမှတစ်စစ်ကိုယ်လက်ရှိကြုံတွေ့နေရတဲ့အခြေအနေအနေအထားတွေအတွက်ကိုအချိုးအမြတ်တစ်စုံတရာရရှိမယ်လို့မျှော်လင့်ပါတယ်ရှင်။ကျမကိုဆုတောင်းမေတ္တာပို့သပေးတာနော် thank you gift လေးတွေပေးတာနောက်ပြီးတော့ကျမရဲ့ channel လေးကို like subscribe sharing လေးတွေလုပ်ပေးကြတဲ့ဦးကြောက်ချင်းစီတိုင်းကိုရောနော် comment လေးတွေမှာအချိန်ပေးရွေးတော့လကောက် Messenger Telegram မှာလည်းကျမစီကိုလာရောက်ပြီးတော့ကျေးဇူးတင်စကားလေးတွေပြောကြတဲ့သူဦးကြောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင့်အစစအရာရာစင်ပြေပါစေရှင်အစင်ပြေမယ်လို့လည်းကျမဟာအပြည့်အဝကိုယုံကြည်ထားသောသူတစ်ယောက်ဖြစ်ပါတယ်ဘိုင်ဘိုင်မာရိုကို group number 2လေးစီကိုသွားလိုက်ကြရအောင်နော် group number 2လေးကတော့ faith ဆိုတော့ဒါကျမတို့တွေရဲ့နောက်ရှိမှန်းချက်ကျမတို့တွေရဲ့မျှော်လင့်ချက်ယုံကြည်ချက်တွေပေါ့နော်ဆိုတဲ့အခါကျတော့ group number 2သမားလေးတွေသူတို့ရဲ့အခုဒီလက်ရှိကိုယ့်ရဲ့ဘဝထဲမှာပြောင်းလဲနေတဲ့အထီးကအချက်တွေကဆိုလို့ရှိရင်ကိုယ့်ရဲ့ယုံကြည်ချက်တွေရည်မှန်းချက်တွေမျှော်မှန်းချက်တွေဖြစ်ပေါ်လာတာမျိုးကို group number 2သမားလေးတွေအတွက်ခံစားရရှိမိပါတယ်အရင်တုန်းကဆိုရင်ကိုဒီလိုမျိုးလုပ်နိုင်မယ်လို့မထင်ထားဘူးပေါ့နော်ကိုဒီလိုမျိုးတွေကြုံတွေ့ရမယ်လို့မထင်ထားဘူးအချို့ဆိုရင်ကိုဒီလိုပြည့်စုံလာမယ်လို့မထင်ထားဘူးတချို့ဆိုရင် risk တွေယူရတာတွေရှိတယ်ကိုယ့်ရဲ့ life မှာပေါ့နော်နည်းနည်းလေး risk ယူပြီးလုပ်ရတာလေးတွေကိုအဆင်ပြေမယ်လို့မထင်ထားဘူးဒါပေမဲ့အခု group number 2သမားလေးတွေကဒီလိုမျိုးအာယုံကြည်ချက်တွေနဲ့ရည်မှန်းချက်လေးတွေနဲ့စူးစမ်းပြီးတော့လှုပ်ဆောင်ခဲ့တဲ့အရာလေးတွေကတဖြည်းဖြည်းချင်းအဆင်ပြေလာတာကိုဒီ major shift မှာမြင်တွေ့ရရှိမိပါတယ်ပြီးတော့ကိုယ့်ရဲ့ယုံကြည်ချက်ကိုကခိုင်ခိုင်မာမာစုပ်ကိုင်ထားခြင်းပေါ့နော်ဘလို့အခြေအနေမျိုးဘလို့အနေအထားမျိုးပဲကိုယ့်ရဲ့ life မှာကြုံတွေ့နေရပါစေငါအကောင်းဆုံးလုပ်လိုက်မယ်
ငါအကောင်းဆုံးရင်ဆိုင်လိုက်မယ်အကောင်းဆုံးဖြစ်လာမှာပါဒီလိုအတွေးလေးတွေနဲ့ဒီ Jupiter energy ကိုလည်းကျမကခံစားနေရတဲ့အခါကျတော့တဖြည်းဖြည်းနဲ့ကိုယ့်ရဲ့ life လေးတွေကလေအခုကိုစူးစမ်းနေတာတွေရှိတယ်ကိုစူးစမ်းပြီးတော့အရာသိပ်မထင်တာလေးတွေရှိတယ်ရလဒ်ကိုသိပ်မမြင်ရဘူးပေါ့နော်တော်တော်လေးကိုကစိတ်မလျှော့ပါဘူးကိုအကောင်းဆုံးဖြစ်လာမယ်ဒီစူးစမ်းနေရတဲ့ရလဒ်လေးတွေကိုမြင်တွေ့လာရမယ်စသဖြင့်ပေါ့ဒီလိုလှုပ်ဆောင်နေတာလေးတွေရဲ့တကယ့်အကျိုးကျေးဇူးရလဒ်တွေကိုအခု major shift အနေနဲ့ကြုံတွေ့ရမှာဖြစ်တယ်လို့လည်းခံစားရရှိမိပါတယ်။များသောအားဖြင့်ကိုယ့်ရဲ့ဒီ personal life လေးတိုးတက်ဖို့အတွက် professional life လေးဒီထက်ပိုပြီးတော့ဝင်ငွေလေးတွေအားကောင်းစေဖို့အတွက်ကိုယ်စူးစမ်းနေတာလေးတွေပေါ့။ဒါလေးတွေကိုဒီ major shift မှာကြုံတွေ့ရမယ်လို့ဒီ fate ကတ်လေးကနေမှခံစားရရှိမိပါတယ်။နောက်တစ်ခုကဒီမှာမြင်တွေ့ရတာကကိုယ်ရည်မှန်းထားတဲ့ဘဝပုံစံလေးနည်းနည်းတွေးပြီးပုံဖော်နေသလားပေါ့နော်။ကိုယ်ပိုင်ဆိုင်ချင်တဲ့ပုံစံလေးများရှိသလားပေါ့ group number 2သမားလေးတွေလေ။အဲ့ဒါလေးကလည်းဒီ major shift မှာကိုယ်မှာဒါမျိုးပိုင်ဆိုင်ဖို့ပါလာတာပဲဆိုတာကိုခံစားသိတွေ့စေရတဲ့ခံစားချက်မျိုးလေးတွေကိုလည်းဒီ fate stone လေးကနေမှရရှိမိပါတယ်ပြီးတော့ဒါလေးကကြတော့ဟိုဒီ black color pebbles စီဖြစ်တယ်ဆိုတဲ့အခါကျတော့ကို၌ကလည်းဒီဘလောက်ခက်ခဲပါစေဘလောက်ကြမ်းတမ်းပါစေဟိုဒါမျိုးတွေကိုဟိုတတိရှိရှိရင်ဆိုင်လာနိုင်တာရင်ဆိုင်ရတဲ့တတိရှိလာတာပေါ့နော်ဒီလိုမျိုးလေးဒီ stone ရဲ့ energy မှာကျမ group number 2သမားလေးတွေအတွက်ခံစားရရှိမိပါတယ်ဆိုတော့ reading လေးကိုကျမတို့တွန်းကြည့်လိုက်ကြရအောင်အရင်ဆုံး group number 2သမားလေးတွေရဲ့ major shift happening in their life right now group number 2သမားလေးတွေရဲ့ဘဝမှာအခုလက်ရှိဖြစ်ပေါ်နေသောအဓိကအပြောင်းအလဲများဖြစ်ပါတယ်ကျမက tarot ခါတီကို reverse ဖတ်လိမ့်မရှိပါဘူးရှင်။ဘာဖြစ်လဲဆိုတော့ဒီ relationship ကတ်မှာသူ့ရဲ့ positive and negative energy ကအပြည့်အဝပါပြီးသားလို့ခံစားရရှိမိတဲ့အတွက်ကြောင့်မလို့ဖြစ်ပါတယ်နော်။ဆိုတော့ကျမတို့အခု group number 2သမားလေးတွေရဲ့ major shift happening in your life right now. Oh, major shift happening in your life right now. Can I have one more card? Major shift happening. Yes. Let's see. Emperor and Eight of Swords and the Page of Swords. Okay. ပြောရမယ်ဆိုရင်တော့ group number 2သမားလေးတွေเนาะတကယ်ကိုအလွန်တရာမှ group number 2သမားလေးတွေအတွက်အရေးကြီးသောအရေးပါသောmajor အပြောင်းလဲတွေကိုခံစားလို့နေရပါတယ်။ဘာလို့လဲဆိုတဲ့အခါကျတော့ဒီ tower เนาะ tower ကဘာကိုပြောတာလဲ you can start with your new life လို့ပြောခြင်းဖြစ်ပါတယ်။เนาะအတိတ်မှာရှိနေတဲ့ experience တွေအတိတ်မှာရှိနေတဲ့ခံစားချက်တွေဒါတွေအားလုံးကိုလုံးဝသူကရှင်းပြလိုက်တယ်လို့ဖယ်ရှားလိုက်တယ်လို့ဒီ tower ကဖယ်ရှားလိုက်ပြီးဖြစ်ပါတယ်။ဒါကြောင့်မလို့ group number 2သမားလေးတွေကသူတို့ရဲ့ဘဝကိုအသစ်တစ်ဖန်သူတို့ပြောရမယ်ဥပမာလေးပြောရမယ်ဆိုအိမ်ပေါ့နော်ကိုကအရင်တော့ကိုယ်မှာကိုပိုင်အိမ်လေးရှိတယ်ဒါကိုအဲ့တုန်းကပုံစံနဲ့ကိုစိတ်ကြိုက်စောက်ထားတာပဲ but now it doesn't align with you anymore ဒီပုံစံနဲ့ဒီ style နဲ့ကိုအခုပြောင်းလဲတိုးတက်လာတဲ့ဟာနဲ့မကိုက်ညီတော့ဘူးအဲ့တော့ဘာလုပ်ရမလဲဒါကြီးကို universe ကဖြတ်ချလိုက်တော့နောက်အချိန်မှာကိုကတော့စိုးရိမ်နေတာရှိပဲဟာ universe ဖြစ်ပါမလားဒါကြီးဖြစ်လို့ရှိရင်ကိုအနှစ်နှစ်လနော်ကိုဆူဆောင်းထားတာတွေပုံဖော်ထားတာတွေနော်ဒီအိမ်ထဲကိုထည့်သွင်းထားတဲ့ investment တွေအကုန်ပျက်စီးသွားတော့မယ်ဖြစ်ပါမလား
worried so much ဒီလိုမျိုးကိုအရန်စိတ်ပူအရန်ကိုစိုးရိမ်တယ်ဒါပေမဲ့ universe ကဘာပြောလဲ no 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 ဒီအိမ်ကဘလောက်ပဲကောင်းတယ်လို့နင်ထင်နေပါစေဒီထက်ကောင်းတဲ့အိမ်နင်ကဒီ lifetime မှာပိုင်ဆိုင်ရမှာဒါကြောင့်မလို့ဒီအိမ်ကိုဖျက်ဆီးပြစ်မှရတော့မယ်ပြီးတော့ဒီအိမ်ထက်ကောင်းတဲ့အိမ်ကိုပိုင်ဆိုင်ဖို့အတွက်လည်းနင့်ရဲ့ energy ကတိုးတက်သွားပြီဒီအိမ်ထဲမှာနေသွေးနင်ကပိတ်လောင်နေရလို့ခံစားနေရမှာချုံလောင်နေရလို့ခံစားနေရမှာနင့်ရဲ့ဒီ highest potential ကိုနင်ထုတ်ပြလို့မရဘူးဖြစ်နေမှာဒါကြောင့်မို့ဒီအိမ်ကနေနင်သွားတော့လို့ပြောခြင်းဖြစ်ပါတယ်ဒါကျမကဥပမာအနေနဲ့ပြောတာပေါ့နော်ဒါကတကယ်ကိုအရန်ကိုအရေးကြီးတဲ့ major အပြောင်းလဲဖြစ်တဲ့အတွက်ကြောင့်မလို့ group number 2သမားလေးတွေဟာသူတို့ရဲ့ life ကတကယ်ကိုအသစ်တစ်ပံပြန်လည်ပြီးတော့ကိုစတင်ရမယ်အနေအထားကိုရောက်ရှိလာခဲ့ပြီဖြစ်တယ်အစအနေကိုပြန်စရမယ်အနေအထားကိုရောက်ရှိလာခဲ့ပြီဖြစ်တယ်ဒါပေမဲ့လည်း universe ကဘာပြောနေလဲ you are the emperor နင်ကနေ့အိမ်အတွက်နေ့ရဲ့ဘဝအတွက်နင်ကဘယင်ပဲနင်ကဘယင်မပဲဒီဘယင်မ energy နဲ့ဒီတိုင်းပြည်တစ်ခုကိုသူ့နေရာနဲ့သူနေရာတစ်ချက်တော့ပုံဖော်နိုင်တယ်လို့နေ့ရဲ့ဘဝကိုလည်းနင်ကစီးပွားရေးမှာပဲဖြစ်ဖြစ်နော်နေ့ရဲ့ဒီ lifestyle မှာပဲဖြစ်ဖြစ်နေ့ရဲ့ dream home dream car နော် dream idea တွေနော်ဘလို့ lifestyle မျိုးကိုပဲဖြစ်ဖြစ်နင်ကပုံဖော်နိုင်တဲ့အရေးချင်းကိုနင်ရောက်ရှိလာခဲ့ပြီဖြစ်တယ် look at the emperor နော် emperor ကိုကျမတို့ကြည့်လိုက်လေနော်သူစီမှာဒီငွေချင်းနဲ့ပတ်သက်လို့လေသူ့မှာ energy အပြည့်အဝရှိတယ် authority ပိုင်းဆိုင်ရာမှာလည်းသူ့မှာအပြည့်အဝရှိတယ်ပြီးတော့သူ့မှာ resources တွေကလည်းအပြည့်အဝရှိတယ်ဒီနေရာမှာ Aries energy ကိုကျမကခံစားနေရတယ်နော် Aries energy ကပါလေ this is a really fresh new beginning ဖြစ်ပါတယ်အခုအရင်တော့က lifestyle ကိုမကြိုက်ဘူးလေနော်ဒါကြောင့်မကိုကို universe ကဒီလို major အခွင့်အလမ်းပေးခြင်းဖြစ်ပါတယ်မတို့တွားဝါကိုမြင်ရင်ကြောက်တယ်ဟာဘာကြီးများဖြစ်မှာလဲမသိဘာကြီးပျက်စီးသွားမှာလဲမသိဘာကြီးများကို impact ဖြစ်မှာလဲဒီ negative ကိုအရင်တွေးတယ်တကယ်တော့ universe ကကိုဘာပေးနေရလဲ positive energy ပေးနေတာကိုစီမှာမလိုအပ်တော့တဲ့အတော့မွန်တော့တဲ့ negative energy တွေကိုဖျက်ဆီးလိုက်တဲ့ positive energy ကိုပေးနေခြင်းဖြစ်ပါတယ်ဆိုတော့ကိုကလွတ်လပ်စွာပေါ်ပါစွာနဲ့ကိုဘဝကိုယ်တိုင်စိတ်တိုင်းကြပုံဖော်နိုင်တော့မှာဖြစ်တယ်လို့ပြောခြင်းဖြစ်တယ်အဲကြောင့်မလို့ eight of swords ကတည့်တဲ့အတိုင်းပဲကို limitation နဲ့ကိုပိတ်ဆို့ချုပ်နှောင်နေခြင်းဖြစ်ပါတယ် eight of swords energy ကနော်သူရဲ့လက်တွေကဘယ်သူမှသူ့ကိုချုပ်နှောင်မထားဘူးသူ့ရဲ့မျက်လုံးတွေကိုလည်းဘယ်သူကမှပိတ်ခွင့်မထားဘူးသူ့ရဲ့ limitation ဒီဓာတ်တွေနဲ့သူကကိုကန့်သက်ထားတာဖြစ်တယ်အဲ့တော့ universe ကဒီဓာတ်တွေကိုဖယ်ရှားဖို့ဒီ tower energy ကိုပေးလိုက်ခြင်းဖြစ်ပါတယ်အဲ့တော့မှအဲ့ဓာတ်တွေကိုစီမှာမရှိတဲ့အခါမှာကိုမျက်လုံးမှာကိုယ်တိုင်မသိမမြင်ချင်းအောင်မျက်စိပိတ်ထားတဲ့အရာတွေအားလုံးကလင်းကနေဖြစ်သွားပြီးတော့အိုးငါရီမန်းချက်ပန်းတိုင်အောင်မြင်ဖို့အတွက်တကယ်ရရှိအောင်လှုပ်ဆောင်နိုင်တဲ့သူတယောက်ဖြစ်ပါလားလို့သိမြင်သွားခြင်းဖြစ်ပါတယ်ဒီအတွက်ကိုယ်မှာ responsibility တော့ရှိတာပေါ့နော်ဘာလို့ဆိုဘဝတိုးတက်ဖို့အတွက်ကိုယ်တိုင်လုပ်ရမယ်ဒါပေမဲ့အဲ့လိုလုပ်ဖို့အတွက်ကို universe ကအကုန်လုံးသူ့နေရာလေးတွေနဲ့သူနေရာချပြီးလိုက်ခြင်းဖြစ်ပါတယ်ကိုရည်ချင်းတွေကိုသိလားဘယ်လိုလုပ်ရင်အောင်မြင်မလဲကိုသိလားဒီ dream home dream car လေးတွေအောင်မြင်ဖို့ကိုဘယ်လိုစူးစမ်းရမလဲနားလေလားဘယ်လမ်းကြောင်းကိုရှောက်ရမလဲရှင်းလင်းသွားတယ်ပြီးတော့ခုနကကိုကန့်သက်ထားတဲ့ limitation တွေကိုလည်းကိုကဖယ်ရှားနိုင်လိုက်ပြီးဖြစ်ပါတယ်တဲ့ပြီးတော့ spiritual source energy ကကျမတို့တွေရဲ့ဒီစိတ်ပိုင်းဆိုင်ရာအဖြစ် mindset ပိုင်းဆိုင်ရာအဖြစ်တကယ်ကိုယ့်ရဲ့ဘဝကိုအသစ်စဖို့အတွက်လိုအပ်နေတဲ့ mindset အသစ်တစ်ခုကိုလည်းစတင်လာနိုင်ခဲ့ပြီဖြစ်တယ်ပို့ပြီးတော့ကိုကလှုပ်ဆောင်ရမယ့်အရာတွေကိုတကယ်ကိုကျွမ်းကျင်ပိုင်နိုင်ရရှိလာခဲ့ပြီဖြစ်တယ်
အပြောင်းလဲမြင်မြန်ဆန်ဆန်လေးတွေကိုလှုပ်ဆောင်လာနိုင်ခဲ့ပြီဖြစ်တဲ့ new ideas တွေလည်းကိုယ့်စီမှာရရှိလာခဲ့ပြီပြီးတော့တကယ်ကိုကိုယ့်ဘဝတိုးတက်ဖို့ကိုယ့်ရဲ့ဘဝအသစ်တစ်ခုစဖို့အတွက်ကိုလည်းကိုကတကယ်ကိုကိုယ့်ဘဝပြောင်းလဲဖို့အတွက်အရေးပါတဲ့ဆုံးဖြတ်ချက်တွေကိုလည်းကိုကချနိုင်လာခဲ့ပြီဖြစ်ပါတယ်เนาะအရင်တုန်းကကိုခေါင်းမမနဲ့စုပ်ကင်ထားတဲ့အရာတွေအားလုံးကိုလည်းကိုသိမြင်လာခဲ့ပြီဖြစ်တယ်ဆိုတော့ကိုကပို့ပြီးတော့ကိုဘဝအောင်မြင်ဖို့အတွက်ကိုကောင်းကောင်းမွန်မွန် universe နဲ့ကိုနဲ့ negotiate လုပ်နိုင်လာပြီကိုရဲ့အလုပ်ရှင်နဲ့ကိုနဲ့ negotiate လုပ်နိုင်လာပြီနောက်ပြီးတော့ကိုရဲ့ဒီ new idea တွေရရှိဖို့အတွက်ကိုလည်းကိုနဲ့အတူတူ create လုပ်မဲ့သူတွေနဲ့ကောင်းကောင်းမွန်မွန် negotiate လုပ်လာနိုင်ခဲ့ပြီဖြစ်ပါတယ်ဒါကြောင့်မလို့အခုချိန်ကနေစတင်ပြီးတော့ trust the universe and trust the process ဖြစ်ပါတယ်နောက်တစ်ခုကကိုယ့်ရဲ့ social media တွေမှာကိုဘာလုပ်နေလဲကိုဘာတွေများပြောင်းလဲသွားပြီလဲတော့ဘာဖြစ်လို့ကိုကအခုလိုမျိုးအာလူတွေကြားမှာလူတွေကသတိထားမိနေတာလဲစသဖြင့်ပေါ့နော်ကိုယ့်ရဲ့ social media တွေမှာနော်လိုက်ပြီးတော့ stalking လုပ်နေတဲ့သူတွေရှိတာကိုလည်းမြင်တွေ့ရရှိမိပါတယ်ဆိုတော့ဒါကိုသိစေချင်တာကိုယ့်ရဲ့အရေးအချင်းတွေကဘယ်လောက်ထိသူများတွေအလေးထားမိကြဖြစ်စေတယ်လဲကိုယ့်ရဲ့ပြောင်းလဲနိုင်မှုတွေကဘယ်လောက်ထိ impact ဖြစ်စေတယ်လဲကိုဘေးပတ်ဝန်းကျင်ကိုเนาะဒါလေးကို universe ကကိုသိစေခြင်းဖြစ်ပါတယ်တဲ့ဆိုတော့ထပ်ပြီးတော့ကိုရဲ့အခုဘဝမှာဖြစ်ပေါ်နေတဲ့ major shift တွေအတွက်ကြည့်လိုက်ကြရအောင် major shift happening in group number 2 life right now major shifts happening in group number 2 life right now okay thank you let's move to do ကြည့်လိုက်ကြရအောင် yeah now reflect and redirect your energy universe ကဒါကိုပဲကိုဒီ eight of swords မှာ align ဖြစ်တဲ့အခါကျတော့ကိုတောင်းဆိုနေခြင်းဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ကိုယ့်ရဲ့ old life က is gone နော်ကိုယ့်ရဲ့အချက်တဲတွေကအခုလက်ရှိကိုယ်မှာအချက်တဲတွေလို့ခံစားနေရပေမဲ့လည်း is gone totally ဒါကြောင့်မလို့ reflect ကိုယ်မှာဘယ်လိုဒီ negative energy တွေရှိနေတာလဲကိုယ့်ရဲ့အချက်တဲဆိုတာတွေကဘာတွေလဲကိုဘယ်အရာတွေကိုကို limit လုပ်ထားမိတာလဲဘာတွေကကိုနဲ့မထိုက်တန်ဘူးလို့ထင်နေတာလဲနော်အဲ့ဒီကနေမှတစ်စစ်ဒီ emperor energy ကိုပြန်လဲပြီးတော့ပိုင်ဆိုင်အောင် universe ကသတိပေးနေခြင်းဖြစ်ပါတယ်ဘာဖြစ်လို့ဆိုတော့ you are now creating your new abundant life ဖြစ်ပါတယ်ဒီ emperor မှာအခုချိန်ကနေစပြီးကိုဘာကိုပဲတိတိကျကျကိုဘဝတိုးတက်ဖို့နဲ့ကိုရဲ့ dream life လေးအောင်မြင်ဖို့အစပြုလိုက်တဲ့အရာဟာတကယ်ကိုကြီးမားတဲ့အောင်မြင်မှုတွေတည်ဆောင်ပေးလာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဖြစ်ပါ universe ကဒါကြောင့်ကိုတော်မကောင်းတဲ့လူတွေကိုတော်မကောင်းတဲ့အရာတွေကိုတော်မကောင်းတဲ့အိမ်တွေနေရာဒေသတွေအလုပ်တွေကိုဖယ်ရှားပေးခြင်းဖြစ်ပါတယ်တဲ့ပြီးရခါမှာတော့ in the flow everything is smooth sailing ဆိုတော့အခုချိန်မှာဒီလိုအချက်တဲတွေကိုမြင်တွေ့နေရတဲ့အခါကျတော့ခံစားနေရတဲ့အခါကျတော့ကြားသိနေရတဲ့အခါကျတော့နော်ဆိုရင်နေတယ်ပူပန်နေတယ်ကိုယုံကြည်မှုတွေပျောက်ဆုံးနေတယ်ဒါပေမဲ့ universe ကပြောနေလဲ everything is smooth sailing အရာအလုံးကကိုယ့်အတွက်တာတာယာယာလေးကိုဖြစ်ပေါ်လာမှာတကယ်လေအခုလက်ရှိပြန်ကြည့်လိုက်လို့ရှင်ကိုယ့်ဘဝလေးကတာတာယာယာလေးစီစဉ်နေတာဖြစ်ပြက်နေတာကိုယ့်ဘဝမှာ
ပြီးတော့ဒီ emperor energy လေးကိုလည်းကိုယ့်ရဲ့ life မှာအခုလိုမျိုးလေးသူ့ရဲ့ energy လေးစီးဆင်းအောင်ကိုကလည်းစူးစမ်းအားထုတ်သွားရမှာဖြစ်တယ်လို့မြင်တွေ့ရရှိမိပါတယ်ဆိုတော့အပြောင်းအလဲလေးတွေရှိနေတယ်နော် group number 2သမားလေးတွေကနော်ကိုအပြောင်းလဲတွေကိုနော်နေရာဒေသအပြောင်းလဲတွေကိုအလုပ်အပြောင်းလဲတွေကို mindset အပြောင်းအလဲတွေကိုတကယ်ကိုကြီးမားမားအပြောင်းလဲတွေဒါတွေကခုနကပြောသလိုဘဝတစ်ခုစဖို့လောက်ထိပြောင်းလဲနေတာဖြစ်ပါတယ်အခုဒါတွေအစပြောနေတာဖြစ်တယ်ဒါကြောင့်မို့ major shift လို့ universe ကကိုပြောနေခြင်းဖြစ်ပါတယ်တဲ့ကဲကျမတို့ထပ်ပြီးတော့ oracle message တွေယူလိုက်ကြရအောင် major shift happening in your life right now for group number 2 trust the process group number 2ဒီလိုမျိုးလေးခံစားရရှိမိပါတယ် bring love into the situation ဒါကြောင့်မလို့အခုချိန်မှာเนาะဘယ်လိုမျိုးလေးတွေအနေအထားမျိုးလေးတွေပဲခြုံတွေ့ရနေစိတ်နှောက်ယှက်လေးတွေချက်တဲလေးတွေပဲခြုံတွေ့ရနေပါစေเนาะပိတ်ဆို့ထားတယ်လို့ခံစားနေရပါစေအခုလက်ရှိအပေါ်မှာအကုန်လုံးကောင်းမွန်တဲ့အတိအမြင်လေးတွေနဲ့လည်းမြင်ရစေချင်ပါတယ်ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ဒီအခြေအနေကကိုယ့်အတွက်ကြီးမားတဲ့အကျိုးကျေးဇူးတွေကိုရရှိစေမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဖြစ်ပါတယ်အခုကိုယ့်ရဲ့ဘဝတွေကပျောက်ကွယ်သွားတဲ့အရာတွေပျောက်ဆုံးနေတဲ့အရာတွေကိုဖယ်ရှားလိုက်ရတဲ့အရာတွေကိုယ့်စီကနေဖယ်ရှားလိုက်တယ်လို့ခံစားနေရတဲ့အရာတွေအားလုံးဟာကိုယ့်ဘဝတိုးတက်ဖို့ပဲဖြစ်ပါတယ်ဒါကြောင့်မလို့လေဒီနော်ကိုယ့်စီကနေမှနော်ဖယ်ရှားသလိုဖျက်ဆီးသလိုဖြစ်နေတာတွေကိုကောင်းမြင်တဲ့ဘက်လေးကနေကြည့်ဖို့သတိပေးနေခြင်းဖြစ်ပါတယ်ပြီးတဲ့အခါမှာတော့ adjustments are required ဆိုတော့ group number 2သမားလေးတွေရဲ့ဒီ Eros energy ကတည်တဲ့အတိုင်းပဲเนาะ Eros ကကိုသတ်မှတ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ခါလီကြလို့ရှိရင်ဒီ energy တွေတဲ့เนาะကိုကဒါနဲ့ထိုက်တယ်နဲ့ကိုဒီလိုလေးတွေလုံနိုင်တယ်ပြန်တွေးကြည့်လိုက်လို့ရှိရင်ကိုလုံနိုင်တာနဲ့ကိုမလုံနိုင်တာနဲ့မှာကိုလုံနိုင်တာကပို့ပြီးတော့များနေတာကိုသိရှိလာရပါလိမ့်မယ်ဒါပေမဲ့လည်းကိုနေကတော့ responsibility လေးတွေကိုတော့ကိုရဲ့တာဝန်ဝတ္တရားလေးတွေကိုကြည့်အောင်လုပ်ရမယ် and also you need to get out of your comfort zone ကနေတော့ထွက်ပြီးတော့လှုပ်ဆောင်ရမှာဖြစ်ပါတယ်ဘာလို့ဆိုကိုလိုချင်တဲ့ life ကဘယ်လောက်ထိကောင်းမွန်နဲ့ကြီးမားတယ်ဆိုတာကိုအတိဆုံးပဲလေနော်အဲ့လို life ကိုပိုင်ဆိုင်ဖို့အတွက်ကလည်းကိုကနော်ဒီလို energy တွေ align ဖြစ်အောင် reflect လုပ်သွားရမှာ redirect လုပ်သွားကြရမှာဖြစ်ပါတယ်ဒါပေမဲ့ဒီຢာလေးတွေကလေကိုဖြည်းဖြည်းချင်းပြောင်းလဲနေရတယ်လို့မျိုးတာယာလေးတွေပြောင်းလဲသွားမှာဖြစ်ပါတယ်အဲ့တော့ကိုကလည်းအခုလိုမျိုး reflect redirect လုပ်လာနိုင်လေကိုဘေးနားမှာရှိနေတဲ့အရာတွေအဖြစ်ဖြစ်တွေလူတွေနေရာတွေကလည်းအလိုလိုလေးတာယာသူ့ဘာသူပြောင်းလဲသွားမှာဖြစ်ပါတယ်ပြောရမယ်ဆိုတော့ခုနကပြောသလို universe ကသူ့နေရာလေးနဲ့သူကိုယ့်ရဲ့ဘဝလေးကိုနေရာချပေးသွားမှာဖြစ်ပါတယ်ပြီးရခါမှာတော့ကျမတို့ထပ်ပြီးတော့ oracle message လေးတွေကို group number 2သမားလေးတွေအတွက်ယူလိုက်ကြရအောင် major shift happening in group number 2 live right now major shift happening in group number 2 live right now create a spiral said I am flowing with the season number 8 again then you have 2-8ဆိုတော့ကိုအနေနဲ့ကငွေကြေးအားဖြင့်ပုံမှုပြီးတော့အားကောင်းစွာရရှိလာရဖို့ရှိတယ်เนาะဘာလို့ဆိုတော့8 house energy ကတည့်ရတိုင်းပဲเนาะကိုစီကိုဒီလိုမျိုးအတိတ်ကနေမှရရှိဖို့ရရှိနေတဲ့เนาะငွေကြေးတွေပြန်လဲပြီးတော့ရရှိလာတာဒီလို energy မျိုးလေးတွေကိုလည်း group number 2သမားလေးတွေအတွက်
ခံစားရရှိမိပါတယ်ကိုရရှိဖို့ရှိနေတဲ့ငွေကြေးတွေကိုရရှိဖို့ရှိနေတဲ့အခွင့်အလမ်းအခွင့်အရေးနှောင့်နှေးနေတာလေးတွေတော့ဘာလို့ဆိုတော့ကိုယ့်ရဲ့ energy alignment လေးကအရင်တော့ကအားနေခဲ့တာကိုเนาะအခုကျတော့ကိုကသိရှိလာခဲ့ပြီးเนาะကိုယ့်ရဲ့ဒီ abundant lifestyle ကိုနေထိုင်ဖို့အတွက်လည်းကိုယ်မှာရှိနေတဲ့ဒီ mindset တွေကိုပြောင်းလဲလာနိုင်ခဲ့ပြီဆိုလို့ရှိရင်ဒီ abundant energy ဒီငွေကြေးစီးမျောမှုလေးတွေစီးဆင်းမှုလေးတွေကို group number 2သမားလေးတွေကမြင်တွေ့လာကြရမှာဖြစ်ပါတယ်ပြီးတော့ဒီမှာလဲ stone လေးတွေရဲ့နောက်ဒီမှာလဲဒီ stone လေးတွေကိုမြင်တွေ့ရတော့ကိုကနောက်ဒီ pebble လေးတွေဟာဆိုလို့ရှိရင်เนาะသူကဒီဟိုအကြီးမားတဲ့ ocean ကြီးเนาะကြီးမားတဲ့ဒီပင်လယ်ကြီးတွေရဲ့ဘေးမှာဒီလိုမျိုး stone လေးတွေကိုကျမတို့တွေကမြင်တွေ့ကြရတယ်เนาะ shell စီလိုပဲပေါ့နော်ဒီမှာ shell စီတွေလည်းပါတယ်ဆိုတဲ့အခါကျတော့ဒီကြောက်တုံးတွေဟာဆိုလို့ရှိရင်သူတို့ကဘလို့ပဲရေကောလေကောသူတို့ကိုတိုက်စားနေပါစေသူတို့နီးသူတို့ဝေးလေးတွေနဲ့သူတို့ကသူတို့ရဲ့ life ကိုရှင်သန်ကြတာပြောရမယ်ဆိုတော့ဒီအရာတွေကကိုယ့်ကို polish လုပ်ပေးတာဒီရှည်လေးတွေတိုက်စားတဲ့အခါမှာသူတို့ပုံစံလေးတွေကမျိုးစုံလေးတွေဖြစ်သွားတယ်။နောက်လေလေးတွေကြောင့်မလို့သူတို့ရဲ့ပုံစံလေးတွေကမျိုးစုံဖြစ်သွားတယ်။အဲ့ဒါနဲ့သူတို့ကသူတို့ရဲ့ unique ပုံစံလေးတွေသူတို့ကဖြစ်လာကြတယ်။အဲ့ unique ဖြစ်တဲ့ပုံစံလေးတွေကလူတွေကိုဆွဲဆောင်နိုင်လာတယ်။အဲ့လိုဆွဲဆောင်လာနိုင်တဲ့အခါကျတော့လေသူတို့ကအဲ့ဒီ unique ဖြစ်တဲ့ပုံစံလေးတွေနဲ့သူတို့ရဲ့ဘဝတွေကိုအောင်မြင်အောင်သူတို့ဘဝလေးတွေကိုထင်ရှားအောင်လှုပ်ဆောင်သွားနိုင်ခြင်းဖြစ်ပါတယ်။နောက်ဒီနေရာလေးမှာကျမကိုသူတို့ကဒီ spiral အကြောင်းလေးပြောပါလို့ဆိုတော့ကျမဒီ spiral အကြောင်းလေးကိုရှင်းပြပေးချင်ပါတယ်။ဒီ spiral symbols တွေကကိုယ့်ကိုဘာကိုပြောတာလဲဆိုတာကit's a journey of life เนาะကိုရှင်သန်နေရတယ်ကိုကြုံတွေ့ခဲ့ရတဲ့အရာတွေအားလုံးကဒီကိုယ့်ရဲ့ဒီ lifetime မှာကြုံတွေ့ရမယ်အဖြစ်အပျက်တွေပဲဖြစ်တယ်ဒါကြောင့်မလို့ကိုယ်အနေနဲ့က I am flowing with the season နော်နွေရာသီရောက်ရင်လည်းနွေရာသီပုံစံလေးတွေကျမတို့ပြောင်းလဲပြီးနေထိုင်ရတယ်။နော်မိုးရာသီရောက်ရင်လည်းမိုးရာသီ lifestyle လေးတွေကျမတို့ပြောင်းလဲပြီးတော့နေထိုင်ရတယ်။နော်အဲ့လိုသဘောတဘာဝလေးပါပဲ။ပြီးတော့ကိုက shape shifter ဖြစ်တာကိုလည်းခုနံပါတ်2သမားလေးတွေကိုခန်းစားရမိတယ်။ shape shifter ကဘာကိုပြောတာလဲဆိုတော့သူ့နေရာလေးနဲ့သူကိုကအသားတကျဖြစ်အောင်အံဝင်ခွင်ချဖြစ်အောင်လှုပ်ဆောင်နိုင်ခြင်းဖြစ်ပါတယ်ဆိုတော့ကိုကတဖြည်းဖြည်းနဲ့ဒီ spiral energy ကကိုယ့်ရဲ့ personal transformation တွေကိုပြောတယ်ပြီးတော့ကိုယ့်ရဲ့ဒီကိုယ်ပိုင်ဆိုင်နေတဲ့ကိုယ့်ရဲ့ wisdom knowledge တွေအတွက်ကိုလည်းသိရှိအောင်ဥမာဒီ season နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်နော် summer ကိုရောက်ရင်ဘယ်လိုနေထိုင်ရမယ်စားတောက်ရမယ်ဝတ်စားရမယ်ဘယ်လို style လေးနဲ့ကိုက mic နေအောင်ကိုကလုပ်ရမယ်ဘယ်လိုတွေ style လေးနဲ့သူများတွေကိုနော်stress ဆောင်မှုရှိအောင်ပြောဆိုနေထိုင်လို့ဆောင်ရမလဲကိုသိတယ်အဲ့ဒီဟာလေးကိုကျွန်မကပြောခြင်းဖြစ်ပါတယ်နော် shape shifter ဆိုတာကအဲကြောင့်မလို့ကိုယ်မှာဒီလို unique ဖြစ်တဲ့ way လေးတွေနဲ့ကိုလိုချင်နေသော abundant lifestyle ကို group number 2သမားလေးတွေကခုချိန်ကနေစတင်ပြီးတော့ဒီဆောက်နေကြပြီဖြစ်ပါတယ်တဲ့။နောက်ပြီးတဲ့အခါမှာတော့ကျမတို့ believe oracle message လေးတွေယူလိုက်ကြရအောင်။ A major shift happening in group number 2 life right now. Major shift happening in group number 2 life right now. ကိုကဒီလိုမျိုး stone လေးတွေကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ဥမာဒီလိုကြောက်ခဲလေးတွေပဲဖြစ်ဖြစ် maybe ဟိုမှာ crystal လေးတွေရှိရင်လည်းဒီလို spiral ပုံစံလေးကိုစိတ်ဝင်စားတယ်ဆိုရင်နော်လှုပ်စေချင်ပါတယ် major shift happening
in group number 2 live right now. Group number 2 the mom lady အတွက်ဘဝရဲ့အဓိကအပြောင်းအလဲ okay ဆိုတော့ February เนาะ February မှာဒီ group number 2သမားလေးတွေရဲ့เนาะချက်အတဲတွေเนาะအထီးအငေါ်တွေမကောင်းတဲ့သူတွေမကောင်းတဲ့အရာတွေမကောင်းတဲ့နေရာဒေသတွေဒါတွေအားလုံးကို Universe က February မှာအပြီးတိုင်းရှင်းလင်းခဲ့ပြီးဖြစ်တယ်ကိုယ့်ရဲ့ life ကနေဒီ energy တွေကထွက်ခွာသွားကြပြီဖြစ်တယ်ဒါကြောင့်မလို့ဘလို့မှဒီအရာတွေကြောင့်မလို့ကိုယ်မှာကြီးမားတဲ့ခံစားချက်တွေကြုံတွေ့ရတော့မှမဟုတ်ဘူးလို့ပြောနေခြင်းဖြစ်ပါတယ်အတိတ်ကဝန်တုံဝန်ပိုးတွေအခုကိုယ်စီမှာမရှိတော့ဘူးရှင်းလင်းသွားခဲ့ပြီဖြစ်ပါတယ်ပြီးတော့ကိုယ်ကလေးတွေကသတင်းစကားတွေဒီလိုမျိုး package လေးတွေ letter လေးတွေစောင့်နေတယ်ဆိုရင်လေဒါလေးတွေကိုအခုချိန်ကနေစတင်ပြီးတော့ဒါလေးတွေမကြခင်မှာရရှိလာရဖို့ရှိပါတယ်အဲ့ဒါကလည်းနောက်ကပြောသလိုကိုယ်မှာရှိနေတဲ့ worry တွေကိုယ်မှာရှိနေတဲ့စိုးရိမ်ပူပန်မှုတွေကိုသက်သာစေမှာဖြစ်တယ်လို့လည်းခံစားရရှိမိသလိုစားသူတွေရဲ့လက်ဆောင်လေးတွေကိုလည်းရရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကိုပေးလိုက်တဲ့အကူအညီလေးတွေကိုကနေမှပေးလိုက်တဲ့စေတနာမေတ္တာတွေကအလဟတ်မဖြစ်ဘူးဆိုတာလေးတွေကိုလည်းခံစားသိရှိကြမှာဖြစ်ပါတယ်ပြီးတော့ဒီချိန်ကနေစတင်ပြီးတော့ဒီ major life အပြောင်းအလဲကကိုယ့်ရဲ့ anger ကိုယ့်ရဲ့စိတ်ဆိုးဒေါသထွက်မှုလေးတွေကိုအကောင်းဆုံး control လုပ်သွားကြရမှာဖြစ်ပါတယ် group number 2သမားလေးတွေဒါကြောင့်မလို့မပြောခင်မလုပ်ခင်မှာအမြဲတမ်းကိုတတိလေးနဲ့ပြောဆိုနေတိုင်းလှုပ်ဆောင်စေချင်ပါတယ်ဘာဖြစ်လဲဆိုတဲ့အခါကျတော့ဒီ major ship မှာကလည်းဒီဒေါသလေးတွေကိုထိမ့်သိမ့်ဖို့အတွက်အခန့်ကဏ္ဍတစ်ခုအနေနဲ့ပါဝင်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဖြစ်ပါတယ်ပြီးတော့ကို oriented person ဖြစ်လာတဲ့ကြောင့်မလို့ကိုကဖြည်းဖြည်းနဲ့ကိုယ့်ရဲ့ရည်မှန်းချက်တွေကိုယ့်ရဲ့dream idea တွေကိုယ့်ရဲ့creative idea တွေကိုယ့်ရဲ့passionate project တွေနောက်ပြီးတော့ကိုယ့်ရဲ့ဘဝကိုဘယ်လောက်ထိအောင်မြင်ခြင်းနဲ့ဘယ်လောက်ထိတိုးတက်ခြင်းနဲ့ဘယ်လောက်ထိချမ်းသာခြင်းနဲ့ဘယ်လောက်ထိငွေကြေးရရှိခြင်းနဲ့စသဖြင့်ပေါ့နော်ဒီလိုအရာလေးတွေအားလုံးကိုကလက်တွေ့အကောင့်ထဲပေါ်လာနိုင်မှာဖြစ်တာကိုလည်း group number 2သမားလေးတွေအတွက်မြင်တွေ့ခံစားရရှိမိပါတယ်ဖြည်းဖြည်းချင်းနဲ့ကိုယ့်ရဲ့ရည်ပန်းချက်ပန်းတိုင်တွေကိုအခုလိုမျိုးပေါ့နော်တစ်ခုပြီးတစ်ခုဒီ target လေးတွေရရှိပိုင်ဆိုင်အောင်လှုပ်ဆောင်လာနိုင်တော့မှာဖြစ်တယ်လို့လည်းမြင်တွေ့ခံစားရရှိမိပါတယ်ရှင်ဆိုတော့ဒါလေးတွေကကိုယ့်ရဲ့ life မှာဖြစ်ပေါ်နေတဲ့အဓိကကြတဲ့အပြောင်းအလဲတွေဖြစ်ပါတယ်ရှင်။မာရဲ့ reading လေးကနေမှတစ်ဆင့်အကျိုးအမြတ်တစ်စုံတရာရရှိမယ်လို့လည်းမျှော်လင့်ပါတယ်ရှင်။မာကိုဆုတောင်းမြတ်တာပို့သပေးတဲ့အတွက်ကောthank you gift လေးတွေပေးတဲ့အတွက်ကောကျမရဲ့ channel လေးကို like subscribe sharing လုပ်ပေးတဲ့အတွက်ကိုလည်းလွန်စွာမှကျေးဇူးတင်တဲ့အကြောင်းလေးပြောပြချင်ပါတယ်ရှင်အစားအစာအရာရာစင်ပြေပါစေရှင်စင်ပြေမယ်လို့လည်းကျမဟာအပြည့်အဝကိုယုံကြည်ထားသောသူတစ်ယောက်ဖြစ်ပါတယ် bye bye ကျမတို့ခု group number 3လေးစီကိုတွားလိုက်ကြရအောင်เนาะ group number 3လေးရဲ့ stone လေးကတော့ dream ဆိုတဲ့ stone လေးဖြစ်ပါတယ်ရှင်ဆိုတော့အခု group number 3သမားလေးတွေရဲ့ဘဝမှာအဓိကပြောင်းလဲနေတဲ့အရာလေးကတော့ကိုယ့်ဘဝရဲ့အိမ်မက်တွေဖြစ်ပါတယ်เนาะအရင်တုန်းကကိုမက်တဲ့အိမ်မက်တွေနဲ့အခုမက်တဲ့အိမ်မက်တွေကမတူညီပြောင်းလဲသွားတာကိုလည်းမြင်တွေ့ရပါလိမ့်မယ်အရင်တုန်းကလည်းအိမ်မက်တွေရှိပါလိမ့်မယ်သို့တော့အခုကတော့ကိုယ့်ရဲ့အိမ်မက်တွေကကိုယ့်ရဲ့အခုလက်ရှိကိုယ့်ရဲ့လက်တွေ့ဘဝနဲ့ပေါ့နော်ပို့ပြီးတော့ကိုက်ညီလာတာကိုလည်းဒီစုံလေးကနေမှခန်းစားရရှိမိသလိုဒီ relationship တွေကလေအိမ်မက်လေးတွေနော်ခုကိုမက်နေတဲ့အိမ်မက်တွေကိုဘဝအိမ်မက်တွေလက်တွေ့ဖြစ်ပေါ်လာစေဖို့အတွက်ဖြစ်တယ်လို့လည်း
ခံစားရရှိမိပါတယ်နောက်တစ်ခုကကိုယ့်ရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်ဖို့ဆိုတဲ့ message လေးကိုလည်းရရှိမိတယ်ဘာလို့ဆိုတော့ကိုယ့်ရဲ့အိမ်မက်တွေမှာကိုယ့်အတွက်ကောအများအတွက်ကောအကျိုးရှိနေတယ်လို့ဒီ dream လေးကနေခံစားရရှိမိပါတယ်ပြောရမယ်ဆိုလို့ရှိရင်ကိုယ်မှာရှိနေတဲ့အရေးအချင်းတွေကိုယ်မှာရှိနေတဲ့ creative idea တွေနော်ကိုအာလုပ်ချင်နေတဲ့အရာလေးတွေရှိတယ်ပေါ့နော်အဲ့ဒါလေးတွေကိုလှုပ်ဆောင်ခြင်းကလည်းကိုယ့် dream life လေးကိုပိုင်ဆိုင်လာရမှာဖြစ်တယ်လို့လည်းခံစားမိပါတယ်ဒါကြောင့်မလို့ဒီစုံလေးကိုဟိုကန်လိုက်တဲ့ချိန်မှာပေါ့နော်ကိုကပို့ပြီးတော့စိတ်တက်ကြွနေတယ်ပို့ပြီးတော့ကိုယ့်အိမ်မက်တွေကကိုယ့်လက်တကမ်းမှာရှိတယ်ဆိုတဲ့ခံစားချက်လေးတွေကိုဖြစ်ပေါ်စေပါတယ်အဲ့ဒါကလည်းကိုယ့်ကိုသိစေခြင်းဖြစ်တယ်နော် universe ကကိုယ့်ရဲ့အိမ်မက်တွေကကိုယ့်ရဲ့လက်တကမ်းမှာပဲရှိတာဟိုလက်တွေ့အကောင့်တဲ့ပေါ်နိုင်ဖို့အတွက်ကိုလည်းဒီ major shift တွေကနေမှတစ်ဆင့် universe ကဟိုပြသသွားမှာဖြစ်တယ်လို့လည်းခံစားရရှိမိတယ်ပြီးတော့တစ်ခါလေကြားလို့ရှိရင်ကိုကတော့ဒီလိုမျိုးလေးအိမ်မက်ရှိတယ်တခါကျကိုကလေးဘွားအိမ်မက်လိုမျိုးပေါ့နော်ကျမတို့ကလေးဘွားတွေတုန်းကဆိုရင်ဘယ်ဟာမဆိုလို့ရှိရင်ကျမတို့ဖြစ်နေလားမဖြစ်နေလားကျမတို့မသိဘူးလေနော်ကျမတို့ဖြစ်ချင်တာပဲကျမတို့ကတည်တာဆိုတော့အဲ့လိုမျိုးလေးလဲကိုယ့်ရဲ့အိမ်မက်တွေအပေါ်မှာခံစားစေချင်တာမျိုးပေါ့နော်နောက်ကလေးလေးတယောက်ကကွာဟဲသူကဘီရင်မကြီးဖြစ်ချင်တာကလေးလေးတယောက်ကသူကနော်တပရာကြီးဖြစ်ချင်တာthey don't know is possible or not သူတို့မသိဘူးဖြစ်နိုင်လားမဖြစ်နိုင်လားသူတို့မသိဒါပေမဲ့သူတို့ဖြစ်ချင်တာပဲသိတယ်ဆိုတော့ဒီလိုဝေးလေးကိုလည်းခံစားရရှိပြီးတော့ group number 3သမားလေးတွေကိုကိုဖြစ်ချင်တာလေးကိုယ့်ရဲ့အိမ်မက်လေးတွေကိုဖြစ်အောင်လုပ်ဖို့ဆိုတဲ့တိုက်တွန်းချက်လေးကိုလည်းဒီ major shift မှာခံစားရမိပါတယ် universe ကလည်းအဲ့အတွက်လမ်းလေးတွေဖွင့်ပေးသွားမှာပေါ့နော်အိမ်မက်လေးလက်တွေ့အကောင့်ထဲဖြစ်ပေါ်လာစေဖို့နောက်ပြီးတော့ကလေးလေးတယောက်လိုပျော်ပျော်ရွှင်ရွှင်လေးပေါ့နော်တက်တက်ကြွကြွလေးဒီကိုယ့်ရဲ့အိမ်မက်ကိုယ့်ရဲ့ idea ကိုယ့်ရဲ့ creation တွေကိုကိုယ့်ရဲ့ passion တွေဖြစ်တဲ့ idea တွေကိုလှုပ်ဆောင်နိုင်စေဖို့ဒီ major shift တွေမှာမြင်တွေ့ခံစားရမိပါတယ်ရှင့်ဆိုတော့ကျမတို့တွေအရင်ဆုံးဒီ tarot message လေးကိုကြည့်လိုက်ကြရအောင်နော် major shift happening in group number 3 live right now ဆိုတော့ number 30 30 37 37ကို camera timer မှာမြင်တွေ့လိုက်ရတော့ဒါကရေးကြည့်တဲ့အချက်လေးဖြစ်ပါလိမ့်မယ် major shift happening in group number 3 live right now 210 wow can I have one more major shift happening in group number 3 live right now major shift happening in group number 3 live right now okay oops okay the hermit and the 10 of swords and the 10 of cups lovely and the 2 of cups yay ဆိုတော့ထို့သော group number 3တရဲ့အိမ်မက်ကလေးကကိုတကယ်ချစ်ရတဲ့သူနော်ကိုကိုလည်းတကယ်ချစ်တဲ့သူနော်ကိုကိုတကယ်မြတ်နိုးတဲ့သူကိုတကယ်ချိုးပြတဲ့သူကိုခုလက်ရှိလုပ်နေတဲ့အရာတွေပေါ်မှာကိုနော်စိတ်ရောကိုရောကိုညီပေးမဲ့သူနော်ကိုကိုအပြည့်အဝနားလေတော့သူအာဒီမှာ crown လေးတွေကိုလည်းမြင်တွေ့ရတဲ့အခါကျတော့ mindset တူတော့သူကိုနဲ့ယုံကြည်ချက်တူတော့သူအိမ်မက်တူတော့သူနော်ဒါမျိုးတွေ group number 3သမားလေးတွေ major ship မှာမြင်တွေ့နေရပါတယ်เนาะဒါလေးတွေကိုကြုံတွေ့စားရတော့မှာဖြစ်တယ်နောက်ပြီးတော့ဒီ life partner ဒီအာ two of cups energy ကကြားတဲ့အခါကျတော့
ကိုနဲ့သူနဲ့ကဘယ်အရာကိုမဆိုတူပူပေါင်းပြီးတော့လှုပ်ဆောင်ကြရဖို့ရှိနေပါတယ်ပြောရမယ်ဆိုရင်တော့သူနဲ့ကိုနဲ့ live mission လေးတွေကတူကြတယ်ဒါကြောင့်ခုနကတော့ကိုယ့်ရဲ့ idea တွေနော်ကိုယ့်ရဲ့ creative ဖြစ်တဲ့အရာတွေကိုချပြပါလို့ပြောနေခြင်းက universe ကဘာပြောလို့လဲဆိုတော့ကိုယ့်အတွက်လည်းအကျိုးရှိရလေနော်ကိုယ့်ကိုတကယ်ချစ်တဲ့သူတွေရရှိတယ်ကိုယ့်ကိုတကယ်ခင်တဲ့သူတွေတွေ့ရတယ်ပြီးတော့ကိုယ့်နဲ့ mindset တူတဲ့အခါကျတော့ပြောရဆိုရတာတကယ်ကိုအသိကိုအဆင်ပြေတာပဲပေါ့နော်ဒီလို energy မျိုးလေးတွေကို group number 3သမားလေးတွေအတွက်ခန်းစားရရှိမိပါတယ်ဆိုတော့ကိုအခုလိုမျိုးကိုယ့်ရဲ့အိမ်မက်ထဲကပူဇာရှင်ပေါ့နော်ဒါမျိုးလေးကိုလည်း major ship မှာ group number 3သမားလေးတွေအတွက်မြင်တွေ့ရရှိမိပါတယ်နောက်ပြီးတော့ဒီ hermit ကိုမြင်တွေ့ရတဲ့အခါကျတော့ hermit ကကျမတို့သိတဲ့အတိုင်းပဲသူက major card တစ်ခုဖြစ်တယ်ဘဝမှာ major အပြောင်းလဲတစ်ခုကို group number 3သမားလေးတွေကရှာဖွေတွေ့ရှိလာခဲ့ပြီဖြစ်ပါတယ်။နော်ကိုယ့်ကိုအခုလိုမျိုးနော်ဒီရှာဖွေနေခဲ့ခြင်းကိုယ့်ရဲ့အိမ်မက်တွေနောက်ကိုလိုက်နေစေခြင်းကိုယ့်အိမ်မက်ကဘာလဲဆိုတာကိုသိရှိအောင်စူးစမ်းစေခြင်းနော်ကို life နဲ့ပတ်သက်ပြီးခွဲခြမ်းစိတ်ဖြာမှုတွေနော်အဲ့ဒါတွေကိုပြုလုပ်စေခြင်းနားလေသဘောပေါက်စေခြင်းနော်ဒီပြီးတော့ကိုယ့်ရဲ့အာ not star ဆိုတော့ကျွန်မကတော့ not note ကိုပြောကိုယ့်ရဲ့ destiny ကိုနားလည်လာစေခြင်း that's why ခုနက dream လေးမှာတဲ့ကကို့မှာ life mission life purpose တစ်ခုကို့မှာရှိနေတာတွေအရေးချင်းတွေ knowledge တွေကိုသူများတွေအတွက်အကျိုးရှိအောင်ကိုယ့်အတွက်တင်ကိုယ့်မိသားစုအတွက်တင်မဟုတ်ဘဲနဲ့သူများတွေအကျိုးရှိအောင်လှုပ်ဆောင်ခြင်းဒီလိုလှုပ်ဆောင်ဖို့လဲငယ်ဘဝတည်းကကိုမသိရတော့၎င်းသိရတော့၎င်းကိုမှအဲ့ဒီအိမ်မက်တွေရှိတယ်။နောက်ဒီနေ့မှာငါဒီလိုမျိုးဖြစ်ရမယ်။ဒီနေ့မှာငါဒီလိုမျိုးလေးလုပ်ရမယ်။သိမလားခုနကကျွန်မပြောတယ်လို့နော် president ဖြစ်ရမယ်။ငါဒီနေ့မှာဘုရင်မတယောက်ဖြစ်ရမယ်။ဘုရင်တယောက်ဖြစ်ရမယ်။စသဖြင့်ဒါတွေကအလကားကလေးတွေရဲ့စိတ်တွေမှာဖြစ်ပေါ်နေတာမဟုတ်ဘူးလေနော်။ They know themselves when they were young. တကယ်ကျမတို့တွေကကလေးတွေဆိုရှောက်ပြောနေရပဲလို့မြင်ရတာ no they already know their energy ဖြစ်ပါတယ်ကလေးတွေကလေအဲ့တော့ group number 3သမားလေးတွေကအဲ့ဒီ state ကိုပြင်ရောက်သွားခြင်းဖြစ်တယ်ကိုယ့်ရဲ့ energy အရာကိုဘယ်လို create လုပ်နိုင်လဲကိုယ့် energy ရကိုကဘယ်လောက်ထိကိုယ့်အိမ်မက်ကိုကိုကပိုင်ဆိုင်နေတယ်ဆိုတာကိုလည်းသိမြင်ခြင်းကဒီ hermit ကနေမှစတင်လို့နေပါတယ်ကိုယ့်ရဲ့ life purpose တွေကိုယ့်ရဲ့ destiny တွေကိုလည်းသိမြင်လာခဲ့ပြီဖြစ်တယ်အဲ့တော့အဲ့ဒီအတွက်ကိုနဲ့အတူပူပေါင်းလှုပ်ဆောင်မဲ့ကိုနဲ့စိတ်တူကိုယ်တူရှိတဲ့ mindset တူတဲ့သူတွေနဲ့ကြုံတွေ့ကြရတော့မှာဖြစ်ပါတယ်เนาะ two of cups ဆိုတဲ့အတိုင်းပဲ soulmate ဖြစ်တဲ့အတွက်ကြောင့်မလို့သူနဲ့ကိုယ်နဲ့ soul ကခံစားချက်ချင်းနားလည်မှုချင်းရက်တီချက်ချင်းတွေကအတူတူပဲဖြစ်တာကိုမြင်တွေ့ရရှိမိပါတယ်ပြီးတော့ ten of swords and ten of cups this is very beautiful energy for group number 3ဖြစ်ပါတယ်ဘာဖြစ်လို့လဲ ten of swords ကတကယ်ကိုခက်ခဲလွန်းသောပင်ပန်းလွန်းသောချက်တဲလွန်းသောကျင့်ချက်လွန်းသောအခန်းကဏ္ဍတစ်ခုကိုယ့်ရဲ့ဘဝကအပြီးတိုင်ပြီးဆုံးသွားပြီဖြစ်တယ်ကိုကိုရှုံးနိမ့်စေတဲ့ကိုအသစ္စာဖောက်တဲ့နောက်ပြီးတော့ problem after problem ပေါ့နော်ပြဿနာတွေတစ်ခုပြီးတစ်ခုဖြေရှင်းရစေသော life chapter တစ်ခု is end this is happening right now နော် is end right now ဖြစ်ပါတယ်လုံးဝကိုပြီးသွားခဲ့ပြီအဲ့ဒီကနေမှ not ten of cups energy how beautiful is that ten of cups energy က look at the rainbow နော်ကျမတို့ဒီ rainbow ကအမြဲတမ်းအလွန်တရာမှကြီးမားတဲ့မုန်တိုင်းပြီးသွားပြီဆိုရင်ဒီ rainbow တက်တဲ့နေကိုကျမတို့မြင်တွေ့ရသလိုပါပဲအခုချိန်ကနေစတင်ပြီးတော့ group number 3သမားလေးတွေရဲ့ life ဟာလွန်တရားမှနော်လှပတဲ့
တက်တန့်ကြီးလို့အလင်းရောင်လေးတွေဖြာထွက်လာခဲ့ပြီဖြစ်ပါတယ်ဒါကြောင့်မို့လဲကိုယ့်ရဲ့ life purpose ကိုယ့်ရဲ့ life mission ကိုရှင်းလင်းစွာသိမြင်လာရခြင်းဖြစ်ပါတယ်အဲ့အတွက်ကိုမိသားစုအတွက်အကျိုးရှိစေမှုတွေအပြည့်ပြည့်စုံပျော်ရွှင်ရမှုတွေကိုယ့်ရဲ့မိသားစုရဲ့ဆူတောင်းတွေပြည့်လာရဖို့အပြင်အဲ့အတွက်ကိုလည်းကိုဘေးရရှိတဲ့လူတွေကိုလည်းကောင်းမွန်တဲ့အကျိုးသက်ရောက်မှုတွေရရှိစေမှာဖြစ်ပါတယ်ပြောရမယ်ဆိုရင်တော့ကိုယ့်ရဲ့ energy alignment ကအခုလို ten of cups energy ဖြစ်လာခဲ့ပြီနော် wish fulfillment နေနော် emotional ဘိုင်းဆိုင်ရာ fulfillment နေ material ဘိုင်းဆိုင်ရာ fulfillment နေ family home life ဒီမှာ wish fulfillment နေဒါတွေကိုကြုံတွေ့လာရပြီဖြစ်တယ်ဒီနေရာလေးမှာ group number 3သမားလေးတွေကကလေးငယ်လေးတွေကိုမှသားသမီးလေးတွေရှိရင်ကိုယ့်ရဲ့ inner child လေးတွေစသဖြင့်ပေါ့နော်သူတို့တွေရဲ့တိုးတက်မှုလေးတွေကိုမြင်တွေ့လာကြရမှာဖြစ်တယ်သူတို့ဘဝလေးတွေကအခုဒီမှာဆိုလဲသူတို့ဘဝရှိရေးလေးတွေကောင်းမြင်ဖို့အတွက်ပျော်ရွှင်စရာနော်ဆူတောင်းပြေဝမှုလေးတွေကိုလည်းဒီအချိန်ကနေစတင်ပြီးတော့မြင်တွေ့ရမှာဖြစ်တယ်။တချို့ကအိမ်လေးတွေကောင်းကောင်းမွန်မွန်ပိုင်ဆိုင်ရတာအဲ့လိုကောင်းမွန်တဲ့အိမ်လေးတွေပြောင်းလဲနေထိုင်ရတာမျိုးလေးတွေကိုမြင်တွေ့ရတယ်။အဲ့ဒီအိမ်လေးကလည်းကိုယ့်ရဲ့ဘဝကိုကိုယ့်ရဲ့မိသားစုလေးတွေအတွက်ကိုယ့်ရဲ့သားသမီးလေးတွေအတွက်ကိုအကျိုးရှိစေတာကိုလည်းမြင်တွေ့ရရှိမိပါတယ်ရှင်။နော်အပြောင်းအလဲလေးတွေကဒီနေရာလေးမှာခံစားရရှိမိပါတယ်။ဘာဖြစ်လဲဆိုတော့ဒါတွေအားလုံးကကိုယ့်ရဲ့ alignment နော် energy alignment လေးတွေဖြစ်ပါတယ်တကယ်ကိုမိသားစုတွေကြားမှာနော်လားလေဘူးလွဲမားနေတာလေးတွေမိသားစုတွေကကိုယ့်ကိုအထင်မြင်လွဲမားနေမှုလေးတွေနော်အပြင်ပေါ်မိသားစုအပြင်ပေါ်တခြားလူတွေကနေမှထင်မြင်လွဲမားမှုလေးတွေကင်းစင်သွားတာနော်ဘသူတွေကကိုယ့်ကိုမကောင်းပြောနော်ကိုယ့်ရဲ့တကယ်အစစ်အမှန်ဂုဏ်သတင်းကိုဘလို့မှဖုံးကွယ်လို့မရတော့တာနော်ဒီလို energy မျိုးလေးတွေကို group number 3သမားလေးတွေရဲ့ majorship မှာမြင်တွေ့ရရှိမိပါတယ်ရှင်ဆိုတော့ oracle message လေးတွေနဲ့ majorship happening in group number 3 live right now majorship happening in group number 3 live right now group number 3သမားလေးတွေရဲ့သူတို့ရဲ့ live မှာကြီးမားတဲ့အပြောင်းအလဲ okay walk wondrous universe look at that here is a rainbow again your destiny is calling group number 3ဒါကြောင့်မလို့ခုဆိုလို့ရှိရင် just simplifying your life ဘာမှဆိုတော့ကြီးမားတဲ့ဝန်တော့ဝန်ပိုးကြီးပြီးသွားပြီလေနော်ကိုမှအရေးကြီးတဲ့ lesson တွေကိုလည်းကိုကသိမြင်နားလည်သွားရပြီဒီ lesson တွေကြောင့်မှုလို့လဲကိုမှဘာကြောင့်မှမသိရှိနေတဲ့အိမ်မက်တွေကတကယ်လက်တွေ့အကောင့်ထဲဖို့ဖြစ်နေတဲ့အိမ်မက်တွေပါလားဆိုတာကိုလည်းနားလည်သဘောပေါက်လာခဲ့ရပြီဖြစ်ပါတယ်ဒါကြောင့်မလို့ကိုယ့်ရဲ့ဒီ energy alignment တွေပြောမယ်ဆိုလို့ရှိရင် your stars are aligning in the sky ပေါ့နော်ဒီလိုမျိုးလေးတွေဖြစ်လာခဲ့ပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ walk in beauty ကိုယ့်ရဲ့ dream idea ကိုယ့်ရဲ့ dream life ကိုယ့်ရဲ့အိမ်မက်တွေကိုလှပအကောင့်ထဲဖော်နိုင်တော့မယ့်အချိန်ကိုရောက်ရှိလာခဲ့ပြီးဖြစ်ပါတယ်ပြီးတော့ဒီ traveling lightly ကဘာကိုပြောတာလဲဒီ package တွေကိုကိုယ့်ရဲ့အချိန်လုံးတည်ဆောင်သွားရမယ် package တွေလို့ယူဆစေချင်ပါဘူးတဲ့ဒါတွေကသူ့ရဲ့အချိန်ခါလေးတွေနဲ့ကိုယ့်ရဲ့ဒီ northern light လေးကိုသိမြင်ရဖို့ကြုံတွေ့ရတဲ့ lesson လေးတွေဖြစ်တဲ့အတွက်ကြောင့်မလို့အခုချိန်မှာတော့ဒီစာမွေးတွေကို group number 3သမားလေးတွေကအောင်မြင်အောင်ဖြည့်ဆို့ပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ just simplify your life လိုအပ်တဲ့အရေးကြီးတဲ့ကိုယ့်ဘဝအတွက်အရေးပါတဲ့ဝန်တော့ဝန်ပိုးတွေကိုပဲပြောရမယ်ဆိုတော့ဝန်တော့ဝန်ပိုးတော့မဟုတ်ဘူးပေါ့နော်အရေးပါတဲ့အရာတွေကိုပဲတည်ဆောင်ပြီးတော့ဒီကိုယ့်ရဲ့ dream life လေးစီကိုစတင်ပြီးတော့ရှောက်လန်းသွားကြရမှာဖြစ်ပါတယ်เนาะခုဒီပုံလေးမှာပြထားတဲ့အတိုင်းပဲ universe ကကိုယ့်ကိုအခုလိုမျိုး
နော်ဒီ rubbish bin အမိုက်ပုံကြီးပေးထားတယ်ဆိုတာဒီမလိုအပ်တဲ့အရာတွေအားလုံးကိုအခုချိန်ကနေစပြီးစွန့်ပစ်လိုက်ပြီးတော့ကိုယ့်ရဲ့ဒီ dream idea တွေကိုယ့်ရဲ့ passionate ဖြစ်တဲ့ကိုယ့်ရဲ့ life purpose ကိုယ့်ရဲ့ life mission တွေကိုပဲသယ်ဆောင်ပြီးတော့နောက်တကယ်လက်တွေ့ဘဝမှာလည်းကိုအတွက်တကယ်လိုအပ်တဲ့ပစ္စည်းလေးတွေကိုပဲကိုကရှိနေစေချင်ပါတယ်နော်ကိုအတွက်မလိုအပ်တဲ့အဝတ်အစားတွေအသုံးအဆောင်တွေပစ္စည်းတွေအပိုးတွေအကုန်လုံးကိုလွတ်ဖြစ်ဖို့ universe ကတည်ပေးနေခြင်းဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ this is your dream ideal life ကိုစတင်ပြီးတော့ကိုကပြင်ဆင်နေပြီတည်ဆောက်နေပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဖြစ်ပါတယ်တဲ့ပြီးတော့ကျမတို့တွေ oracle message လေးတွေကိုယူလိုက်ကြရအောင် major shift happening in group number 3 live right now ဒီကိုအိမ်မက်တွေလက်တွေ့ဖြစ်လာဖို့မြင်တွေ့ရရှိမိပါတယ်တဲ့ look at that this is south no ဆိုတော့ကျမတို့ရဲ့ past life energy တွေအတိတ်က energy တွေ don't let your past hold you back ဆိုတာဒီ eternal source energy နဲ့ဒီ simplify your life ကိုပြောနေခြင်းဖြစ်ပါတယ်အဲ့ဒီတိုင်းပဲနော်အတိတ်မှာရှိနေတဲ့ကိုယ့်ရဲ့အတုံးမနှောတဲ့ mindset တွေပြီးတဲ့အခါကျလို့ရှိရင်အပြုအမူတွေအပြောအဆိုတွေအနေအထိုင်တွေအားလုံးကိုလည်းဖယ်ရှားရမှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ရဲ့ဘဝအသစ်ကိုယ့်ရဲ့ dream ideal life လေးမှာဒါတွေကအသုံးမဝင်တဲ့အတွက်ကြောင့်မလို့လဲဖြစ်ပါတယ်တဲ့ပြီးတဲ့အခါမှာတော့ take time to breathe out ဘာဖြစ်လို့ပြောတာလဲဆိုတဲ့အခါကျတော့အခုအခြေအနေလေးတွေဟာဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီ dream ideal life လေးတွေကိုတိဆောက်နေတဲ့အခါမှာကြီးမားတဲ့ major ending တွေเนาะ major beginning တွေကိုစတင်နေရတဲ့အခါမျိုးလေးတွေမှာကိုယ့်ရဲ့စိတ်ကလေးကတည်ငြိမ်နေတဲ့အခါမှာအေးချမ်းနေတဲ့အခါမှာဖြစ်ပေါ်နေတဲ့အပြောင်းအလဲတွေကိုကောင်းမွန်စွာရင်ဆိုင်နိုင်စေဖို့တုံ့ပြန်နိုင်စေဖို့အတွက်ဖြစ်ပါတယ်။နောက်ပြီးတော့ဒီ wondrous universe ကဘာကိုပြောနေရလဲဆိုတော့ကိုယ့်ရဲ့ abundance energy တွေကိုသိမြင်လာရစေဖို့အတွက်လည်းဖြစ်တယ်လို့ဒီခက်လေးကနေမှခံစားရရှိမိပါတယ်ဒီမှာဆိုရင် universe က is such a magician နောက်ကိုယ့်ရဲ့ life ကိုအိမ်မက်လေးmagic ဆိုတဲ့အခါကျတော့ကျမတို့ magic ပြလိုက်တယ်လို့ပြောင်းလဲသွားနိုင်အောင်ကိုယ့်ရဲ့ဘေးမှာအခုလိုမျိုးအပြောင်းအလဲလေးတွေဖြစ်ပေါ်နေတဲ့အခါကျတော့ကိုယ့်ရဲ့ energy alignment ကအလွန်တရာမှအရေးကြီးတာလေးကိုသိစေချင်တာရဲ့ကိုတကယ်သုတ်တဲ့အရာတွေကိုပဲရွေးချယ်ပြီးလှုပ်ဆောင်သွားနိုင်စေဖို့အတွက်ကိုအခုလိုမျိုး just relax ပြီးရင် stillness เนาะတည်ငြိမ်နေစေဖို့ universe ကတတိပေးနေခြင်းဖြစ်ပါတယ်တဲ့ထပ်ပြီးတော့ကျမတို့တွေ oracle message လေးယူလိုက်ကြရအောင် group number 3သမားလေးတွေအတွက် major shift we just said magic right now right ဆိုတဲ့အခါကျတော့ not painting with magic I don't have to know everything all the time เนาะ group number 3သမားလေးတွေကခါလီကြလို့ရှိရင်တော့ရှေ့မှာဘာဖြစ်မလဲသိချင်တယ်။တော့ကြိုတင်ပြီးတော့ plan တွေချပြီးတော့လုပ်ချင်တယ်။ဒါပေမဲ့ universe ကကိုဘာကိုပြောနေလဲဆိုတော့အခု major shift မှာ you don't need to worry about your future. Also you don't need to know about everything. ဘယ်အရာကိုမှကိုကသိစရာမလိုဘူးပြင်ဆင်ထားစရာလည်းမလိုဘူး။အခုလက်ရှိ universe ကနေအခု major shift အတိုင်းကိုပြောင်းလဲလှုပ်ဆောင်ရဖို့သိရှိအောင်ပေးနေတဲ့ guidance တွေကိုဒါတည်တည်ချာချာလေးလိုက်ပါလှုပ်ဆောင်စေချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ wondrous universe လေးနော်ဆိုတော့ this is magic ကိုယ့်ရဲ့ဘဝလေးကိုနောက်ခုလိုမျိုးမျက်လှည့်လေးပြလိုက်တယ်လို့ပြောင်းလဲဖို့ဆိုတာကကို plan ချထားလို့မှမရတာเนาะဒီလိုမျိုးလေးကို group number 3သမားလေးတွေအတွက်ခန်းစားရရှိမိပါတယ်ရှင့်ပြီးတဲ့အခါကျတော့ဒီ two of cup energy ကလည်းအချစ်ပေါ့နော်ကို
ကိုယ့်ရဲ့ဘဝလေးကိုပို့ပြီးတော့ချစ်ခင်ဖို့ဒီလိုမျိုးလေးကိုယ့်ရဲ့ creative idea လေးတွေကိုလည်းနော်ပို့ပြီးတော့ energy လေးတွေပေးပြီးတော့ create လုပ်ဖို့ဆိုတာမျိုးလေးကိုလည်းခံစားရရှိမိပါတယ်ပြီးတော့ကိုယ့်ရဲ့ life mission life purpose မှာလည်းအခုလိုကိုယ်နဲ့အတူတူပူးပေါင်းပြီးတော့ကိုယ့်ရဲ့ mission တွေ purpose တွေအောင်မြင်အောင်လှူဆောင်မဲ့သူတွေကလည်းပါရှိလို့နေပါတယ်တဲ့ကဲကျမတို့တွေ group number 3 သမားလေးတွေရဲ့ major shift happening in their life right now July is very important you will see the universe magic in July major shift happening in group number 3 life right now major shift okay major shift happening let's see this July ကလည်း group number 3 သမားလေးတွေအတွက်အရေးပါတာကိုမြင်တွေ့ရရှိမိပါတယ် Don't too much concern about sexual matters ဆိုတဲ့အခါကျတော့ဘယ်အရာကိုပဲဖြစ်ဖြစ်ပေါ့နော် not only sexual matters ဘယ်အရာကိုပဲဖြစ်ဖြစ် don't take it too seriously နောက်ကိုယ့်ရဲ့ life လေးကိုပေါ့ပါနဲ့ energy flow လေးတွေဖြစ်အောင် group number 3 သမားလေးတွေကစူးစမ်းသွားကြရမှာဖြစ်ပါတယ်တဲ့ပြီးတဲ့အခါမှာတော့ problems to be solved ကိုအနေနဲ့ဒီ major shift မှာကိုရှေ့ဆက်ပြီးတော့ကိုယ့်ရဲ့ universal magic တွေကိုမြင်တွေ့ရဖို့အတွက်ရှင်းလင်းရမယ့်ပြဿနာလေးတွေရှိနေပါတယ်သို့တော်လည်းဒီအချို့ပြဿနာလေးတွေကိုကအရန်ကြီးseriously ဖြစ်ရှင်းတာမျိုးမဟုတ်ဘဲနဲ့ကောင်းကောင်းမွန်မွန်ပေါ့ပါနော်အေးချမ်းလေးဖြည့်ရှင်းခြင်းကလည်းကိုယ့်ရဲ့အရှိမနော်ဒီကိုယ့်ရဲ့ dream life dream idea တွေကိုယ့်ရဲ့ life purpose mission တွေနောက်ကိုလိုက်ပါလှုပ်ဆောင်တဲ့အခါမှာလဲ create လုပ်တဲ့အခါမှာလဲအကျိုးရှိစေမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဖြစ်ပါတယ်ပြီးတဲ့အခါမှာတော့ you are on the right path regarding some aspects of your life နော်ကိုအခုချိန်မှာကိုဖြစ်နေတာတွေကိုလုပ်နေတာတွေမှန်ကန်တယ်ဆိုတာကို universe ကအခုလိုမျိုးလေးပြောပြပေးခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့အခုလက်ရှိရထားတဲ့ message ကြီးအားလုံးကို group number 3 သမားလေးတွေကအခုကိုယ့်ရဲ့စိတ်ထဲမှာကိုခံစားနေရတဲ့နေရာလေးတွေမှာကိုတည်တည်ချာချာလေးထည့်သွင်းစဉ်းစားအသုံးချသွားစေချင်ပါတယ်။ဘာဖြစ်လဲဆိုတဲ့အခါကျတော့အခုချိန်မှာကိုယ့်ရဲ့ဒီ dream ideal life ကို not painting with magic အခုလိုမျိုး magic တွေနဲ့အကောင့်ထဲဖော်နေတဲ့အခါကျတော့ကိုယ်အနေနဲ့ကဒီ universe guidance တွေကိုအခုလက်ရှိဖြစ်ပေါ်နေတဲ့ major shift တွေကိုယ့်ရဲ့ဘဝထဲမှာဒါလေးတွေကိုတည်တည်ချာချာလေးအကောင်းဆုံးเนาะအယိုးရှင်ဆုံးဝေးလေးတွေနဲ့လိုက်ပါလှုပ်ဆောင်စေချင်တဲ့ဆိုတဲ့ message လေးကို group number 3 သမားလေးတွေအတွက်ရရှိမိပါတယ်ရှင်ဆိုတော့ဒါလေးတွေကအခုလက်ရှိကိုယ့်ရဲ့ life မှာဖြစ်ပေါ်နေတဲ့ major shift တွေဖြစ်ပါတယ်เนาะဒီ message လေးတွေကလည်းကိုကြုံတွေ့နေရတဲ့အတွေ့အကြုံလေးတွေပေါ်မှာအကျိုးမြတ်တစ်စုံတရာရရှိမယ်လို့မျှော်လင့်ပါတယ်ရှင့်ကျမကိုဆုတောင်းမေတ္တာပို့သပေးတာကျမကို thank you gift လေးတွေပေးတာကျမရဲ့ channel လေးကို like subscribe sharing လေးတွေလုပ်ပေးကြတဲ့တူတယောက်ချင်းစီတိုင်းကိုလွန်တရားမှကျေးဇူးတင်တဲ့အကြောင်းလေးပြပြချင်ပါတယ်ရှင်စစရရဆင်ပြေပါစေနော်ဆင်ပြေမယ်လို့လည်းကျမဟာအပြည့်အဝကိုယုံကြည်ထားသောသူတယောက်ဖြစ်ပါတယ် bye bye